ရှိတဲ့သူတို့မိသားစုနဲ့သမီးတယောက်ရှိပြီးတော့နော်အခုချိန်မှာဆိုရင်သမီးကအိမ်ထောင်ကျပြီးတော့ဒီရန်ကုန်ကျောင်းတော်ကြီးမှာဘုရားသခင်အမှုတော်ကိုဆက်လက်ပြီးတော့ထမ်းဆောင်နေပါတယ်အင်မတန်မှပဲအားရစရာဖြစ်ပါတယ်နောက်ပြီးတော့ဆရာမဆိုဟီလာရှိုင်းပေါ့နော်ဒါဆရာရှိုင်းတာရဲ့ဇနီးဖြစ်တယ်သူကလည်းအမှုဆောင်တက်တန်းကတော့22နှစ်ရှိပါပြီเนาะ22နှစ်ရှိတယ် sorry 23နှစ်ရှိသွားပါပြီဒီ1996ကနေစပြီးတော့သူအနေနဲ့ဒီအထူးသဖြင့်เนาะဒီမြန်မာယူနီယံမှာဆိုရင်เนาะသူဗဏ္ဍာရေးဌာနမှာဆိုရင်เนาะအဲ့ဒီဗဏ္ဍာရေးဌာနမှာဆိုရင်เนาะဒီ accounting အနေနဲ့သူထမ်းဆောင်ခဲ့တယ်အဲ့ဒါပြီးတော့เนาะဒီအမျိုးသမီးကဏ္ဍတွေနောက်ပြီးတော့ကလေးကဏ္ဍတွေเนาะနောက်ပြီးတော့ဒီအမျိုးမျိုးပေါ့နော်အဲ့လိုမျိုးတွေနဲ့သူထမ်းဆောင်ခဲ့ပြီးတော့လက်ရှိမှာကျတော့နော်အမျိုးသမီးပေါ့နော်ကျွန်တော်တို့ဒီဒေါက်ကာကျွန်တော်တို့ကျတော့အများကြီးတောင်ပေါ်သားတွေကျတော့ဒေါက်ကာပဲသိတယ်နော်အမျိုးသမီးဆိုတာသိမသိဘူးနော်ဘာကြောင့်လဲဆိုအမျိုးသမီးဆိုတာနည်းနည်းကြောက်တယ်နော်အမျိုးသမီးရေးရဆိုတော်ကျွန်တော်လည်းကြောက်တယ်ဒါကြောင့်တိတ်မခေါ်ချင်ဘူးနော်ဒါကြောင့်ကျွန်တော်ဘာခေါ်လဲဆိုတော့ဒေါက်ကာလို့ပဲခေါ်တယ်ဒေါက်ကာစ်ပေါ့နော်ဟုတ်ပြီအခုချိန်မှာဆရာမအနေနဲ့ဒေါက်ကာစ်ဌာနဒါမှမဟုတ်လဲအမျိုးသမီးဌာနမှာဆိုရင်သူအနေနဲ့ညွှန်ကြားရေးမှူးချုပ်ဖြစ်တယ်ဆိုတော့ကိုအသိပေးလိုပါတယ်အထူးပဲကျေးဇူးတင်တယ်နောက်တရားကြောင့်တော့ကျွန်တော်တို့ရဲ့ဒီ AWR မှာလာတဲ့ဆရာမဒေါ်လှလှမြင့်ဖြစ်ပါတယ်သူကနေတော့ရန်ကုန်တပ်ကမှာတမိုင်းဘွဲ့နဲ့နော်ကျောင်းပြီးခဲ့ပါတယ်နောက်ပြီးတော့ဒီမြောက်မြတ်တက္ကသိုလ်မှာလည်းပညာရေးနဲ့ပဲဆက်လက်ပြီးတော့ဘွဲ့ပြီးခဲ့တယ်နောက်ပြီးတော့အစိုးရကျောင်းမှာဆိုရင်တော့16နှစ်တိservice ရှိခဲ့တဲ့ဆရာမကြီးတယောက်ဖြစ်တာကိုသိရှိရတယ်။ဒါပြင်မကဘူးအစိုးရအလုပ်ကိုသူเนาะဒီ16နှစ်လုံးထမ်းဆောင်ပြီးတော့เนาะဒီရန်ကုန်ဓမ္မကျမ်းစာကျောင်းမှာဆိုရင်เนาะဓမ္မဆရာမအနေနဲ့နှစ်ပေါင်း10နှစ်ကျော်သူအနေနဲ့စက္ကခဲ့ပါတယ်အခုချိန်မှာသူမရဲ့လက်ရှိဌာနလက်ရှိအလုပ်ကပါလဲဆိုတော့ရန်ကုန်မှာရှိတဲ့ကျွန်တော်အတင်းတော်ပေါ့เนาะAWR ဌာနမှာဆိုရင်သူမအနေနဲ့ဒီ program ပေါ့เนาะဒီဗာလဲဒီထုတ်လို့သူပေါ့နော်ထုတ်လို့သူတာဝန်နဲ့တော်လကောင်းနောက်ပြီးတော့ဒီတရားဟောတဲ့နော်အနောင်စာတော်လကောင်းသူနေနဲ့ရှင်မနေနဲ့လက်ရှိလောလောဆယ် AWR မှာတာဝန်ထမ်းဆောင်နေပါတယ်ဒါပြင်ကသူမှရှိတဲ့ကြီးလေးတဲ့တာဝန်တစ်ခုလက်ရှိမှာသူမှထမ်းဆောင်နေပါတယ်အဲ့ဒါကဘာလဲဆိုတော့မြန်မာယူနီယံရဲ့တမိုင်းအကြောင်းတွေကိုသူ့မအနေနဲ့ပြုစုရေးသားနေဆဲဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်အနေနဲ့ဒီမှာရှိတဲ့အတင်းသူတင်းသားအားလုံးကိုမိတ်ဆက်ပေးစေချင်ပါတယ်ipaw be gendo na dai mate saula ke bang gimta obi na chino chilo ra tai ma pyo chin dau no ne atin chou de pyo me sia pa pen pastor shine da yin na in kwan ni na azi pen hiya sia ma soi la shine na ama pen passion ne sep jo pen kum som thum le kum ni phata hi tu lai takin na da communication department na ama departmental head seminar azi pen suji po mo ama suji po na anasemi azi pen ithei dia atomin mo to jang ina tanu khan ina tanu pe tu lai takina yangon chansa changwa me la yangon sangpia sang siama sem en kwanto mo to jang ina tu atom na pe siama do la mi hina ama be AWR mate patient thu ke na ga kisang ina tu lai takina Adventist Yangon sorry Myanmar Adventist background sorry history ta ki sai pen amadina tin bangja sa pyu su lai tak ahimanina napi takina hibangina patient na something and something thum chidam takina hi te mona ke yal the imanina napi taki lumdam hang hobi ara union na pi twa bi khu ja awe sau na ne chano the ne we de niya ka la de Jehovah ru la company phwe a bo no tayaw la de chano do ko sel le tayaw Jehovah ru chisu pi meta ya pi baဟုတ်ပြီဆရာကြော်လင်းဖြစ်ပါတယ်ဂျောဘာရူကျွန်တော်တို့ကြတော့ JB လို့ပဲခေါ်တယ်အဲ့ဒီ JB ကနေသူတယောက်တည်းလာခဲ့တဲ့အတင်းသားတော့ကျွန်တော်10ယောက်လောက်ရှိမှထင်နော်လက်တော့ဆယ်10ယောက်ကျော်မယ်နော်အမှကျွန်တော်တို့ဒီပူတူရဲ့company ပေါ့နော်အမှကျွန်တော်တို့ဖြစ်တယ်တခါကြာရင်ကျွန်တော်တို့3လတစ်ခါသွားလေးရှိပါတယ်နော်ကျေးဇူးတင်တယ်ဆရာကြော်လင်းကျေးဇူးအထူးပဲကျေးဇူးတင်နောက်ပြီးတော့နည်းနည်းလေးနီးလာတယ်အဲ့ဒါကတော့ဗာလဲဆိုတော့စူဘန်းအတင်းတော်များကျေးဇူးပြုမတ်ရပါစူဘန်းအတင်းသူတင်းသားများနေ့တင်ကိုလဲစူဘန်းပေါ်ပြီးတယ်ဟုတ်ပြီလက်ခုပ်တီးပေးမယ်စူဘန်းအတင်းသူတင်းသားများဆရာညန်းတွေရဲ့အတင်းသူတင်းသားများဖြစ်ပါတယ်ဟုတ်ပြီကျေးဇူးတင်တယ်နောက်ပြီးတော့ဒီနည်းနည်းလေးနီးလာတယ်အဲ့ဒါကတော့ KLAC အတင်းသူတင်းသားများ Happy နာတော့ KLAC တဲ့တို့ငေါ့လက်ကွာပေါ်ပြီးမိတယ် KLAC အတင်းသူတင်းသားများလက်ခုပ်တီးပေးမယ်ကျန်တဲ့လူတွေ
好嘞，龙南没来多呢。ตอมคัดอันไหนสุดเจสีพอลวินมีแต่ให้พี่น้องได้ยินละกว่าเจสีที่ดูตินตามยานไม่ต้องยับไปบ้าแล้วเขาตีไปไหมเอาบีเจสุติเนี่ยน่าสงมาแต่อันนี้สงพิเดปูดูที่ดูตินตามเลยไม่ต้องยับไปบ้าเอาบีเจสุทูเวที่มาเนี่ยคุยมาจนเราอาลูอัตเวพิอาติกินเยยาติดนากูชิมีบิบุยันตัวพาสตาชัยตากูยิสุนามาพิพิโกยาบาพิโกจายาเอาแต่เสด็จมาเวอาเปียนบิบุเสียทุ่มงเกล็ดแต่เสด็จมาพิโกวาเรอาลูกูชิสุติเนี่ยอาลูมิงอะไรบ้าอาลูกูเปียชนไว้กองดอพิอาเชียอุบลนี่พิบาเซลุนกุนเซบาเรตัวนี้อนุมาสวัสดีฮิตาเห็นชนะกงมัวคีทีนี้เราจะรู้ต้องยาวตัวกันรอทุกตัวพิอาเชียอุบลนี่พิจารณาทุกตัวคนยี่เล็บพิบาเรตัวนี้เดียกินกูทุมาดีนะอนุมาตัววิลสวัสดีฮีชนะกระเจียมเตอฮีบางอย่างเลยสุดท้ายดีนี่พิอาเชียโปสองเชียนยาวดาเลยเราจะรู้ต้องดีมาเลเซียในงานกูกองจะยาวสีลาบีดอกูใช้มาจะรู้มาเลเซียในงานมาชีเดอเตนอเลบามาชีเดจะรอยงจีดูมิตาซิเวมีอะไรเลเจมีอ่ะเนาะจะรอเปลี่ยนเลยพี่เราโน้จ่าเดซีเซนซีเวมาอีกตัวตุรกวะวับยูกูอะไรตัวจังเพียบเลยบางยามจิเลกูเต็งทุ่มินะปัจจุบันนี้องลำละนั่นเละฮิตกามาเลเซียอมกำลังปนังไปแอดเวนติสลิเวนาเออาร์เอ็มคอมพิวของเกลเทมันนักเป็นลุงดามุงแต่ยังโมเชื่อตัวพิอาเช่เจ้าเรากูชิมมันดูโลที่กันนี้จันโรอภัยตาตองอูโกไปขอเลยเราที่มาส่วนจันโรซีเนียร์พาสเตอร์บิากาเนี่ยเราเต้นเราเลบามาชีเดเราจันโรพาสเตอร์มีเนี่ยเต้นลูจีเดอาโลมดาบยังที่มาชีเดจันโรมิตาซิเวมีไปขอมูด้วยจ้าทุกเวจิตุเตมาเลยเบกทำเลยนะลายกงไปเทเดนองซัมบาฮีภาษาบิากาเล่ตะกาอมปอลปีลีแต่เข้มเปิดตัวลงดำนางก็อึ้งดาวนี้กันนี่จันโรตุรกว่าอีกแล้วตัวเนาะสุปามีดอกวับยูโก้เวไหนนะสุดเชนอากูจันโรตุรกว่าด้วยโซมีดอกวับยูโก้ยาดาเด็กแก่ก้าวเงินในงานเย่อายาดาเบพิเดสุราด้วยยาที่บ้านไอ้แต่กี่ปอลเข้ามาเบียกเปียงไหนในขบเป็นวันกัมมาเลพิฮักจีนักไงสุนีมาจากไอ้ใช่มาเนาะจันโรมาเลเซียมาชีเดจันโรยงจีดูมิตาซุเวนดามากาเบเนี่ยแต่ก็มาลงมาชีเดพิอาชิงโอยงจีเดดูเลยอาลงก็ก้าวเงินมาทุกว่าจนรู้วับยูโก้เวจามีอาโซลวินะมาเลเซียเต็งเบคิโลนะเลยตุงบุปผาแอดเวนติสเคมเปิลวันตุงเบียกปัสยันเบคอมดิ้งฮีฮังไอ้เนี่ยยาวเด็กขามาจนรู้อาลงทุกว่าวับยูโก้เวียเปล่าเปียวเสียก้าวเลยอากูเรามายังกูเปียวจาเลยตุนส่งฮิซานวมเฉลี่ยตัวนี้ตักเจนบังซาตักินนวมเซนดิ้งฮิอัมแต่ยังโมดีกันนี่ยาวศิลาจาเดเตโนอาลงปอมาพิอาชินธรรมะตะเกเบอุโบดอนเนี่ยสัสเนี่ยก้าวยิ่งเมงลาจามาเชนเปียวชวนเชนยิงแต่เชนวามยาวเชนสุเจสุขันรายาชีบาเซลุสุดอมิดาพุตาบาเรฮิลามุนังไปมาลกิมตุงะตุปาสวรรค์บวกทุพานำกิมองตุงตาเฮนก็มีจนดีนี่เลี้ยงใจมีอ่ะเปลี่ยนเลยโนจ่าเชนสีเสมาอดีก็ตั้งมาทานเนี่ยสองบุกก็เอ็มดามาเก่ามาเลยตัวนี้อลิเวน่าเออาร์เอ็มคอมพิอาอีทุบุลพูน่ะทุปีมาฮีสองบุกก็บาเลสโอเจน Come Lord Jesus อีทุลุนบางอย่างตะเคียนชูจ้าลาเรามูบาตัวป้าเจสวงไปตายอินจิทุลุฮีดีกันนี่นอกจากรถตัดมันนี่เต้นดูเต้นน้ำยาเต้นเวมียอันนี้เนี่ยรอจันทร์เนี่ยจีมาโซมีอเล่นเช็กกะตะเคียนชูดูดีอาจจะเปลี่ยนจ้าลาเชมเป็นพิบาร์เอเซเว่นเอดเวนติสต์อิลาเมลานาเลียนปีน่าเจสูนี่เว้ยนางกุมกิกดิ่งเบคีจันทร์มีอเล่นนี่ตะเคียนชูกะเลยเบมาจากเกมาเปลี่ยนไปจ้าลาเราเบอิลาเมเดตตัวป้าเจสูก็โซโลอินกุมตักปีดิ่งฮีแต่ยังโมดีเนี่ยสามบอกตะเคียนชูจ้าลาเรามูบาสุดยอดจันทร์เนี่ยไพ่ขอดานเนี่ยปัตเตบีดอแต่มันตัวป้าเจสูองกุมตายจินะอิสามนาตกิจุยนค
ရစ်တော်ဖျားကလည်းပဲဘယ်လိုအဖြေပြန်ပေးထားလဲဆိုရင်ဗျာဒိတ်ကျမ်းထဲမှာပြန်ကြည့်ရင်ကျွန်တော်တို့3ချိန်ငါသည်အလင်းမြန်လာမည်ဆိုပြီးတော့ဖော်ပြထားပါတယ် ito pa sun bang chidon hiam chile mangmona sunga thumvei vilvel aman langin kong pai ding hi china kam chia minang dog ki hi ဒါကြောင့်မို့ကျွန်တော်မျှော်လင့်နေတဲ့ခရစ်တော်ဖျားကမကြခင်เนาะငါသည်အလင်းမြန်လို့ပြောတဲ့အတိုင်းပဲတကယ်ပဲကြွလာတော့မှာဖြစ်ပါတယ် toy mana ilame de to pa nang kam chia ma bagina aman lang pai ninga chi ma bang pai tak pi ding hi အရေးကြီးတာကတော့ကျွန်တော်အနေနဲ့တကယ်လို့ခရစ်တော်ကြွလာပြီဆိုရင်ကျွန်တော်တို့အစင်သက်ဖြစ်ပြီလားဒါကျွန်တော်ပြန်ပြီးတော့စဉ်းစားမှာဖြစ်ပါတယ် Atupia Jesu ong pai tak pi le iking khol tak pi hiam to mi mal ke ma ding thupi ma ma he ကျွန်တော်တို့ကတော့ခရစ်တော်ဖျားအမြန်လာပါလို့ဖိတ်ခေါ်တဲ့အခါကျတော့ခရစ်တော်ကတော့လာဖို့အစင်သက်ပဲဒါမဲ့အရေးကြီးတာသူလာရင်ကျွန်တော်တို့အစင်သက်ရှိပါမလားဒါဒီကနေ့ကျွန်တော်ပြန်ပြီးဆန်းစစ်ဖို့ပဲဖြစ်ပါတယ် to pa Jesu ong pai tan chin sam hanga ama zong abai san om hi ai ha na eite iking khol tak pi hiam to thupi ma ma he တော့ဒီနေ့မှာဆိုလို့ရှိရင်တော့နော်သခင်ယေရှုကြွလာတော်မူပါဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဗျာဒိတ်ကျမ်းကနေပြီးတော့ဖော်ပြထားတဲ့ဒီနောက်ဆုံးကာလနဲ့ဆိုင်တဲ့နမိတ်လက္ခဏာအကြောင်းအရာကိုကျွန်တော်အနေနဲ့အဝင်ကသက်သေခံချင်ပါတယ် toy mana hi to pa Jesu kum ki na ding to ki sain mangmona thusunga busunga ki at hununang piang ding lim te to ki sai igen nom hi ဒီကနေ့ကျွန်တော်တို့နေထိုင်တဲ့အချိန်ကတော့တကယ်နောက်ဆုံးသောအချိန်ကာလရောက်လာပြီဒါကြောင့်မို့နောက်ဆုံးသောအချိန်ကာလရောက်လာပြီဖြစ်ကြောင်းလည်းပဲဒီနေ့ဖျားရှင်နှုတ်ကပတ်သတင်းစကားလည်းပဲဖော်ပြထားပြီးဖြစ်ပါတယ် tu hun pen hununong hi tak pi na hununong to ki sain zong lai sang thoin ki chia takina ong lak hi ဒီကနေ့နမိတ်လက္ခဏာအားလုံးကပြည့်စုံသွားပြီမပြည့်စုံသေးတာတော့တစ်ခုပဲကြံတယ်အဲ့ဒီတစ်ခုကဘာလဲဆိုလို့ရှိရင်တော့ခရစ်တော်ဖျားဒုတိယအချိန်ကြွလာဖို့ပဲဖြစ်ပါတယ် gen khol na teng zong tang tung khin ta khat bek tang tung nai loi na to tang tung nai lo pen Jesu hong kum ding bek hi ဒီကနေ့ကျွန်တော်ကဝမ်းသာစရာပဲကျွန်တော်အသင်းတော်အနေနဲ့เนาะအထူးသဖြင့်နောက်ဆုံးသောကာလမှာအထူးသဖြင့်ခရစ်တော်မကြွလာခင်မှာเนาะဘယ်လိုဖြစ်ပျက်မယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကကြိုတင်ပြီးတော့သိထားတာတွေ့ရှိရပါတယ် ei tai ham phanan ba hiam chile Jesu hong kum kik na ding lim te thei thei mana to pen i ham phana lian pi hi ပြီးတော့ခရစ်တော်ဒုတိယအကြိမ်ကြွလာတဲ့အခါမှာဘယ်လိုကြွလာမလဲဆိုတာလည်းပဲကျွန်တော်တို့ကကြိုတင်ပြီးတော့သိထားရတယ်ဆိုတာတွေ့ရှိရပါတယ် bek tham na to pa sung kum kik chana koi chabang kum kik ding chi thei thei mana ham phama ma hiang ဒါကြောင့်မို့နော်ဒီကနေ့မှာဆိုရှင်တော့ကျွန်တော်အနေနဲ့အဓိကပြောချင်တဲ့ခေါင်းစဉ်လေးကတော့နောက်ဆုံးသောကာလဆိုင်ရာနမိတ်လက္ခဏာဒါမှမဟုတ်လည်းပဲထူးကဲသောနောက်ဆုံးကာလနမိတ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ခေါင်းစဉ်တတ်ထားပါတယ် tu ni ithulo ding na hunung to ki sai lim te china thulo iwo nom hi ဒီကနေ့ကျွန်တော်တို့ကဘာတဝမ်းကိုကြီးလိုက်တဲ့အခါမှာဆိုရှင်လူအများစုကဇဝေဇဝါဖြစ်နေကြပါတယ် tu na leitung bu ia tak chana mi tampi takena bang makichian meloi na omo hi ဒါပြီးလို့ရှိရင်နောက်ထပ်ဘာဖြစ်လာမလဲဆိုတာကိုသူတို့အနေနဲ့သိချင်နေကြပါတယ် hey khat ki khat bang piang di hiam chi pen mi tampi na thei no mo hi ဒါကြောင့်မို့မိမိတို့ကိုယ်တိုင်ရဲ့အသက်တာနဲ့ဒီကဘာကြီးရဲ့နောင်ရေးမှာဘယ်လိုဖြစ်လာမလဲဆိုတာကိုဒီကနေ့လူတွေကစိတ်ဝင်စားနေကြပါတယ် mi mal ke mi na mai lama bang te ong piang di hiam chi pen lung hi moi na om cha do hi ဒါဆိုလို့ရှိရင်တော့ကဘာနဲ့အဝမ်းပဲဆိုတာတွေ့ရှိရပါတယ်လူတွေဟာဆိုရှင်စိတ်တော်ကရောက်နေကြတယ်အနာဂတ်ကိုတွေးပြီးတော့စိတ်ပူပန်နေကြတယ်ဆိုတာတွေ့ရှိရပါတယ် mi te na mai lama ding lung hi moi na lung khamina om cha do hi ကောင်းပြီနော်ဒီမှာလည်းပဲသိတော့မပေါ်ဘူးဆိုတော့လေနော်ကျွန်တော် PowerPoint နဲ့တော့မသွားတော့ဘူးနော်ဆိုတော့ဘာဖြစ်ဖြစ်ဒီမှာဒီလိုပဲပြောလိုက်တော့မယ်ဒါကြောင့်မို့ချစ်တော်ညီကိုမောင်အပေါင်းတို့ toy man kong it sangap te o တမန်ကျမ်းစာရဲ့ဒီနောက်ဆုံးကျမ်းဖြစ်တဲ့ဗျာဒိတ်ကျမ်းဆောင်ကတော့အထူးသဖြင့်လာမယ့်အနာဂတ်အတွက်ဖျားရှင်ရဲ့အကြံစီကိုဖော်ပြထားတာတွေ့ရှိရပါတယ်
ลายเชียงทวีอบุตตอมนะบุญนงเป็นให้ละมังมูนายนะหุ่นนวงเปียงดิ้งปัศยานีเกณฑ์ของนาทูเตตกิสัยองหิลฮีอย่าได้จะใครเตะอันเงเตะมาบลูกยอดฮาเลสโลชิกาลามจามเมียมีพี่ยามีอมุยามยาโกเยซูคริสต์มิมิเสกันจุนโดอาพิอาสิเชงาพิอาตะเกสับเปรามุดโตตะเกนยาได้ดอกสุเปอะโทตะเกนนี้มิมิกองอิตามังโกเซลเวมิมิเสกันจุนโยฮันอาพิอาได้ดอกอเยโกพิารมุอีสุวิโรพบยาทาบาเรแต่บรรดามังมุนาเลียนขณะเนวขตาตัวไปอินอสระวังเปียงดิ้งอามาเกลสาธุเตอวันตุงมีเตตุงตอนองลักฮีจินะกิเกลฮีดาสรุชินตะเคียนเยซูโกรันพอบยาทาเดอนาคติสัยยาพิอาได้จำเมียผิดบาเรฮีน่ะตัวไปจะสูงยาติองละองเปียงดิ้งทูเตนะฮีดีอนาคติสัยยาพอบยาทาเจกาดอดีกันเนี่ยลูรวยเยเชพิฮอเกนทุกดามิวมหบ่าวฮิเกนคนนั้นน่ะมิหิงเตยเกนคนน่ะมองมอกิโลวินาเนคาเบเดนเซียเตยาวกันนี่มีดอยีตาดาเดสาวเลมหบ่าวบีเดนเซียคนละเมนเทเซียมองมอกเตยเกนฮิโลวินาเมตตาเชนพิอาตะเคียนอาสุเชนกบายนอกส่งตัวเชยมาแต่เชนนี่เดตัวตาตมีด้วยအတွက်พอบยาทาเดตริสกาเบဖြစ်ပါတယ်อินนาตกิดิมีปาปัสยานินหุดไปกว่านาอนุงตาอัตาเตดินองละทูเตฮีฮีဒါကြောင့်မို့ဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့သတင်းစကားကိုတော့ဖျားသခင်ကသူ့ရဲ့သားတော်ဖြစ်တဲ့သခင်ယေရှုကိုပေးခဲ့ပါတယ်แต่มันนะไอเตดินาตัวปาปัสยานินอัตปาตุงโตเนี่ยนะองเปียกทูเตฮีฮีသခင်ယေရှုကနေပြီးတော့ကောင်းကင်တမန်အဲဒီကနေပြီးတော့တပည့်တော်ယောဟန်ကိုနော်အရေးတကြီးဖော်ပြပေးခဲ့တဲ့ကျမ်းဖြစ်ပါတယ်အထူးသဖြင့်နောက်ဆုံးသောနေ့ရက်အတွက်ဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်ฮิทูเตเป็นตัวปาใจสุนัวันตุงมีตุงโตนะนุงซุยโจหังไอเตเรนะหุ่นนุงตกิไซนะองเกนองลาทูเตฮีฮีဗျာဒိတ်ကျမ်းခိုင်တဲ့အငယ်ခုနှစ်မှာဘလို့ပြောထားလဲဆိုရှင်ကြည့်ရှုလော့မိုးတိမ်နှင့်တကွကြွားလာတော်မူသည်ဖြစ်ပေကိုရောကိုထိုးဖောက်တော်သူတို့နှင့်ရှိသမျှသောသူတို့သည်ကိုရောကိုရှုမြင်ရကြလိမ့်မည်မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည်ကိုရောကြောင့်ငိုကြွေးမြည်တမ်းရကြလိမ့်မည်မှန်ပေ၏အာမင်ဆိုပြီးတော့ဖော်ပြထားပါတယ်มังมุนาเลียนค่ะเนวสกียาเอ็นินอามาหงไปตะดิงาไม่ปีโตหงตนขอบดิงฮีอามาเตปีโตอสุนเตอากิปันมีเข้มเปิดอมุดิงวฮีอามาหงไปเจียงอินเลยตุงมีเข้มเปิดลาวินกับดิงวฮีฮีก็แกนบังอินหงเปียงตักปีดิงฮีอาเมนဒါကြောင့်ဗျာဒိတ်ကျမ်းရဲ့အထီးကအကြောင်းအရာကတော့ဒီကနေ့ကျွန်တော်တို့မျှော်လင့်နေတဲ့ခရစ်တော်တဖန်ပြန်ပြီးတော့ကြွလာမဲ့အရေးပေါ်သတင်းစကားပဲဖြစ်ပါတယ်มังมุนาบูปีอเกนโนปีนาเยซูฮงกุมกิงในดิ่งตกิไซวิเวฮีฮีဒါကြောင့်မို့ဗျာဒိတ်ကျမ်းခိုင်း20နှစ်ငယ်9နှစ်မှာငါသည်အလင်းအမြန်လာမည်ဆိုပြီးတော့ဖော်ပြထားတယ်แต่มันมังมุนาซอมนี่เลยเนี่ยเนวสกียอามันล่างอินกงกุมกิกดีฮีจินะองเกนฮีဗျာဒိတ်ကျမ်းခိုင်း20နှစ်ငယ်10နှစ်ထဲမှာလည်းပဲငါသည်အလင်းမြန်လာမည်ငါသည်အကျိုးပြစ်ကိုဆောင်ခဲ့သည်ဖြစ်ဖြစ်လူအသီးသီးတို့အားမိမိတို့ရဲ့အကျင့်တိုင်းဆက်ပေးမယ်ဆိုပြီးတော့ထပ်ပြီးတော့ဖော်ပြထားပါတယ်มังมุนาเลียนซอมนี่อเนวซอมเนียซงแกมันล่างอินกงไปดิงะมีแค่เปิวอากำตันนัดตกิจินทำมันไปดินกงไปฮีจินะกิเกลฮีဗျာဒိတ်ကျမ်းခိုင်း20နှစ်ငယ်20မှာလည်းပဲတတိယကြိမ်ငါသည်အလင်းမြန်လာမည်မှန်ပေ၏ဆိုပြီးတော့ဗျာဒိတ်ကျမ်းခိုင်း20နှစ်ထဲမှာ3ချိန်တီးတီးဖော်ပြတာတွေ့ရှိရပါတယ်အထုံဝေနာမန်မနာဆ ோம் နီလေနီနဲဆ ோம் နီကေအမလန်ကုံပိုက်တက်တက်ဒီဟီချနာထုံဝေဝီဝဲကမ်ချာဘောင်ပခင်ဟီချစ်တော်ညီကိုမောင်မပေါင်းတို့ကုံငိစံဂမ်တေယိုဒီဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့အလင်းအမြန်ပြောထားတာကဘယ်လောက်မြန်ပါလဲฮิมังมูนาสงอมันลางอินกงไปดีเฮียชีเป็นบังซาตะกินมันลางดีเฮียมနောက်ပြီးတော့မကြာမီဆိုတာဘယ်တော့လဲအစောလို့င်အချီပေနေလေจิกจังဟိဒင်းနောက်ပြီးတော့နီးပြီလို့ပြောထားတာကဘယ်လောက်နီးနေပြီလဲဆိုတာမေးစရာရှိပါတယ်နိုင်တာဟိจิเป็นบังซาตะกินนาเฮียมจิเป็นไงสุดทัวဟိဒါပေမဲ့ဒီကနေ့ယုံကြည်သူတွေကခေတ်ကာလတစ်လျှောက်လုံးမှာခရစ်တော်ကြွလာဖို့နီးပြီဆိုတာကိုယုံကြည်လက်ခံခဲ့ကြပါတယ်ทุมีเข้มเปิดไอเล่ข้างต้นตัวน่ะเจสุงกุมดิ้งนาฮีจินากิวมเจียที
နာမည်ကျော်ရေဒီယိုတရားဟောဆရာကြီးကျွန်တော် HMS Recheck เนาะအားလုံးသိမယ်သူအနေနဲ့သခင်ခရစ်တော်ကြွလာဖို့နီးပြီဆိုတာနဲ့ပတ်သက်ပြီးတော့သူဘယ်လိုပြောခဲ့တယ်လဲဆိုလို့ရှိရင် Radio Tungen Min Tangahi Richard ina Hi Jesu Hongkom Ki Ding to Kisai Nai Ja Bang Chigen Hiam Chile ကျွန်တော်တို့ရဲ့နှလုံးနဲ့တစ်ချက်ခုတ်လောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့နှလုံးကခုန်တာရပ်သွားတာနဲ့ဒါကျွန်တော်အတွက်ပြီးသွားပြီဆိုတော့သူအနေနဲ့ပြောခဲ့ပါတယ် Jesu Hongkom Ki Ding Nai Ja Pe Lung Tang Sai to Ki Bang ina Lung Tang Sai Akhola Le Amanta Hi Jiao Hi နောက်ဒီနေ့ခရစ်တော်ကြွလာချိန်နီးချောင်းကိုတမန်ကျမ်းစာကနေပြီးတော့အချက်လက်တွေရှိသလားဘာနမိတ်လက္ခဏာအပြင်ဖော်ပြထားတယ်လဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့လေ့လာသွားကြပါစို့ Jesu Hongkom Ki Ding to Kisai Na Lai Siang Thoi Koi Che Bang Hil Hiam Chi Pen En Suk Ni ကောင်းပြီကျွန်တော်တို့ခရစ်တော်ပြန်ကြွဆင်းလာမဲ့နမိတ်လက္ခဏာအကြောင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ရှင်မသက်ခရစ်ဝင်အခန်းကြီး24မှာမှတ်တမ်းတင်ထားတာတွေ့ရှိရပါတယ် Jesu Hongkom Ki Ding to Kisai Lim Te Pen Ma Te Som Ni Le Li Sunga Hoi Takena Ki Jam Te Hi ရှင်မသက်ခရစ်ဝင်အခန်းကြီး24အငယ်3မှာဘယ်လိုပြောထားလဲဆိုရှင်တပည့်တော်တို့သည်အခြားသူမပါဘဲချင်းကပ်၍ထူအမှုရာသည်အဘေကာလမှဖြစ်မည်ကို၎င်းကိုရောသည်ကြွလာ၍ဤကကဘာကုံသောပုပ္ပနမိတ်သည်အဘယ်နမိတ်ဖြစ်မည်ကိုအမိတ်ရှိတော်မူပါဆိုပြီးတပည့်တော်တွေကသခင်ယေရှုကိုမေးမြန်းခဲ့ပါတယ် Ma Te Som Ni Le Li Anel Thuma Nuk Zui Te Na Hi Thu Te Chik Chang Piang Ding Hiam ကြောင်းနော်အထောက်ထားရှိပါသလားကျွန်တော်တို့အချိန်မှာပဲကြွလာမဲ့အထောက်ထားတစုံတစ်ခုရှိပါသလားဆိုပြီးတော့တပည့်တော်တွေကသခင်ယေရှုကိုမေးခဲ့ပါတယ် Nuk Zui Te Na To Pa Nong Pai Ding Hun Ko Te Hun Hi Tak Pi Ding Hiam Bang Chilim Te To Thei Thei Ding Ka Hiam China Na Dong Hi ရှမသက်ခရစ်ဝင်ခန်း24ထဲမှာသခင်ယေရှုကသူပြန်ကြွလာမဲ့နမိတ်လက္ခဏာကိုအချက်20ကျော်နော်အတူချုပ်ဖော်ပြထားတာတွေ့ရှိရပါတယ် Ma Te Som Ni Le Li Swa It Tak Cha Jesu Hongkom Ki Na Ding Lim to Kisai Na Achat Som Ni Val Takina Ongen Hi သခင်ယေရှုပါဆိုရှင်ယေရုရှလင်မြို့စီကိုလမ်းမြော်ကြည့်ပြီးတော့သူရဲ့တပည့်တော်တွေကိုဘယ်လိုပြောခဲ့တယ်လဲဆိုရင်တနေ့ကျရင်ဒီယေရုရှလင်မြို့တော်ကိုယောမစစ်သားတွေလာရောက်ပြီးတော့ဖျက်ဆီးပြစ်မဲ့အကြောင်းကိုကြိုတင်ပြီးတော့ဟောပြောခဲ့ပါတယ် Anong Zui Te Kya Nga Jerusalem Khopi Lam Ngai Na Hi Jerusalem Khopi Pen Ni Khani Chana Yoma Gal Kaptan Ngom Chi Ding Hi China Gen Hi တကယ်ပဲရာဇဝင်ကိုပြန်ကြည့်တဲ့အခါကျတော့ AD 90မှာယောမစစ်ဗိုလ်ချုပ် Titus ကနေပြီးတော့သခင်ယေရှုဟောတဲ့အတိုင်းပဲယေရုရှလင်မြို့ကိုဖျက်ဆီးပစ်ခဲ့ပါတယ် Topai Su Gen Ma Bangin Edi Som Saki Kum Tak Chana Zoma Gal Kapte Titus Makai Na Ngom Chi Tak Piu Hi Jerusalem Khopi ကောင်းပြီကျွန်တော်သခင်ယေရှုဟာသူပြန်ကြွလာမဲ့နမိတ်လက္ခဏာနဲ့ပတ်သက်ပြီးတော့เนาะဒီနေ့မှာကျွန်တော်အဓိကအပိုင်း၄ပိုင်းကိုခွဲပြီးတော့လေ့လာသွားကြပါစို့ Jesu Hongkom Ki Na Ding Lim to Kisai Na Tu Ni In Khen Li Khenina Ikikum Ding Hi အဲ့ဒီအပိုင်း၄ပိုင်းကတော့ကျွန်တော်ပထမဘာသာရေးအခြေအနေနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာ Amasa Pen Na Biang Na to Kisai Na Gen Khol Na Te နောက်တစ်ခုကတော့နိုင်ငံရေးနဲ့ဆိုင်တဲ့အခြေအနေပတ်သက်တဲ့နမိတ်လက္ခဏာ Ani Na Nai Nga Yi Kyung Na Politik Lab to Kisai Na Gen Khol Na Te နောက်တစ်ချက်ကတော့သဘာဝအခြေအနေနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာ Hitabawa Leitung Pian Zia to Kisai Gen Khol Na Te နောက်ဆုံးကတော့လူရဲ့အဖွဲ့အစည်းအခြေအနေနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာသွားကြပါစို့ Alina Mihing Te Ki Pol Na to Kisai Na Hi Gen Khol Na Lim Te Ikikum Ding Hi ကောင်းပြီအခုပထမဦးဆုံးဘာသာရေးအခြေအနေနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာကိုကျွန်တော်တို့လေ့လာကြပါစို့ Hi Bata Yi Biak Na to Kisai Gen Khol Na Lim Te En Masani သခင်ယေရှုကဒီကဘာကြီးရဲ့အဆုံးကိုမရောက်ခင်သူမကြွလာခင်မှာတဲ့ခရစ်တော်အတုအယောင်နဲ့မိစ္ဆာပြောဖက်အတုတွေပေါ်လာမယ်ဆိုပြီးတော့ကြိုတင်ပြောခဲ့ပါတယ် Hi Leitung Bay Ma Dau Jesu Kum Ma Dau Ina Kam Sang Zuaw Te Jesu Kinai Khem Teng Pai Ding Hi China Ongen Kholi ရှင်မသက်ခရစ်ခိုင်း24အငယ်24မှာဘယ်လိုပြောထားလဲခရစ်တော်၏အယောင်ကိုဆောင်တော်သူနှင့်မိစ္ဆာပြောဖက်တို့သည်ပေါ်လာ၍ကြီးစွာသောနမိတ်လက္ခဏာအံ့ဘွယ်သောအမှုတို့ကိုပြကြလိမ့်မည်ဆိုပြီးတော့ဖော်ပြထားပါတယ် Ma Te Som Ni Le Lia Neo Som Ni Le Lia Jesu Kinai Khem Te
กำสังโซเต็งไปดิ้งอ่ะนั่นลำดังเลียนปีเต็งบอลดิ้งโอ้ยจีน่าเกี่ยวเลยဒီကနေ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေမှာရှိနေပြီလဲแต่ก็ปอลปีเบียกเพียงน่ะต้องกินใส่นะบังจีบันของหลักยามจิเลยဒီကနေ့ကျွန်တော်လူတွေကမော်အတဆန်တဲ့တဘာဝလွန်နော်အနေထားကိုကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားလာတာတွေ့ရတယ်มีเต้น่ะฮิมีเพียรลำมันแต่โดยถอยลำต้องกินใส่ลำดังโนโนแต่เป็นกิลุงลุ้นมาบ่ฮิကျွန်တော်ဒီ ARIS လို့ခေါ်တဲ့ American ဘာသာရေးမတ်ပုံတင်စစ်စစ်ရေးအဖွဲ့ရဲ့မှတ်တမ်းအရလွန်ခဲ့တဲ့20လောက်ကတည်းကကျွန်တော် American ပြည်ထောင်စုမှာဆိုလို့ရှိရင်တော့ New Age ပေါ့နော်ခေတ်သစ်လို့ခေါ်တဲ့လှုပ်ရှားမှုတော့အဲ့ဒီမှာဖြစ်ပေါ်ခဲ့တာတွေ့ရှိရပါတယ်ဟိ ARS အချိ America ကမှအုံးဘီယက်နာတုကိဆိုင်တန်ထုကန်တဲနာတူမစုံနီလိုက်နာဟိဘိုင်နာနမခေါ်လို့ဟိဒီလှုပ်ရှားမှုကပြန်ကြည့်တဲ့အခါကျတော့ American နိုင်ငံမှာအထူးဖြင့်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အကြီးမားဆုံးလှုပ်ရှားမှုဖြစ်ပြီးတော့အထူးဖြင့်ဆယ်ကျော်သက်လူငယ်တွေကိုပို့ပြီးတော့ဆွဲဆောင်နေတာတွေ့ရှိရပါတယ်ဒီကနေ့ America ကမှဘီယက်နာတုကိဆိုင်နာဟိုตัวthe same น้ำนี่นะตัวตะกะขังโนเตองโซพเดียกูเฮဒါပြင်လူတွေကိုဖျားသခင်ရဲ့နှုတ်ကပတ်တော်ကနေပြီးတော့လွဲမားတဲ့အံ့ဘွယ်နမိတ်တွေနဲ့ဥဆောင်နေတဲ့ခေါင်းဆောင်တွေပေါ်လာမှာကိုလည်းပဲတွေ့မြင်ရမှာဖြစ်ပါတယ်เบกทัลนะขังโนเตปัสยานีทุมันปันอเปียลสักเทมากายตัมปีปีอมดีฮีจิเป็นဒါကြောင့်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ခရစ်တော်မကြွလာခင်မှာမိစ္ဆာပြောဖက်တွေပေါ်လာမယ်ဆိုတဲ့သခင်ယေရှုရဲ့ကြိုတင်ဟောထားချက်ကတကယ်ပဲအမှန်တကယ်ပြည့်စုံနေတာတွေ့ရှိရပါပြီเจซุงกุมไม้นะคำสั่งกินไอเค็มคำสั่งโจเตงอมดีฮีจิเป็นต่างตุงตักปีฮีဒီကနေ့အတုနဲ့အစစ်ခွဲခြားဖို့ဆိုတာကတော့အမြဲတမ်းမလွယ်ကူပါဘူးตัวไอ้มันนะอัตุและสิทธิ์เข็นเทนเดียงเป็นไบเดนคนเราฮีဘာကြောင့်လဲဆိုလို့ရှိရင်နတ်ဆိုးတွေကလည်းပဲเนาะသူတို့အနေနဲ့နမိတ်လက္ခဏာတွေပြုလုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်บางยามเจโดยกิโลเตนซงนลัมดังตัวมบอลเทยไอมันินไอเตเรนาเตลฮักฮีဒါကြောင့်မို့ဒီကနေ့เนาะကျွန်တော်တို့အတုနဲ့အစစ်ခွဲခြားနိုင်ဖို့ကတော့ဖျားရှင်နှုတ်ကပတ်သမာကျမ်းစာကဖော်ပြတဲ့အတိုင်းပဲတည်တည်ချာချာလေးလေးနဲ့ကျွန်တော်လေ့လာဖို့ပဲဖြစ်ပါတယ်တိုင်မနာဟိအတုและสิทธิ์เทนเดียงนะลายเชียงเทินบังจิยามจิหอยตะเกนะอีกันอิสินโกลฮีဗျာဒိန်ကျမ်းခန်းကြီး16အငယ်14မှာဘယ်လိုပြောထားလဲနမိတ်လက္ခဏာတို့ကိုပြတ်သောနတ်ဆိုး၏ဝိညာဉ်ဖြစ်သည်ထိုဝိညာဉ်တို့သည်လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်ထံသို့ထွက်သွား၍အနန္တတကိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်နေ့ကြီး၌ဆက်တိုက်ခြင်းလုံးကစုဝေးစေကြ၏လို့ဖော်ပြထားတာတွေ့ရှိရပါတယ်မန်မွနာလျန်ဆပ်လကိုအနေဆပ်လလီယာตัวเตเป็นโดยเตขาฮิยานลัมดังเตอบอลุฮีอวังเลียโตปาปเสียนีหงตุนเชียงินกาลาดาวดิงินเลยตุงกำเข้มเปวะอมกุปีเตกายขอมดิงินอากวนเขียวฮีဒါကြောင့်မို့တခင်ယေရှုမကြွလာခင်မှာနော်မိစ္ဆာပြောဖက်အတူရောင်တွေပေါ်ထွက်လာမယ်ဆိုတာကတော့နော်ကျွန်တော်အနေနဲ့တွေ့ကြုံရမယ်ရေးဆိုင်ရမှာဖြစ်ပါတယ်แต่มันเจสุงกุมกิงไม่นะกำสังกินไอเข้มเตองอบดีฮีจีเป็นอีตัวดิ่งทูเตซงฮิลาฮีဒါကြောင့်မို့ကျွန်တော်အနေနဲ့တတိထားရမှာကတော့ဘေပြောဖက်အတူရောင်ကမှသူတို့ရဲ့ရင်ပန်းပေါ်မှာငါဟာပြောဖက်အတူပါလို့စာတန်းထိုးထားမှာမဟုတ်ပါဘူးอีพอกดิ่งนะกำสังโจเตนะเกกำสังโจฮีจินะโอมาองสวงเฮลโลดิ่งฮีဥပမာအခုကျွန်တော်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့ကျပ်300เนาะကျပ်300တန်အတုเนาะထွက်တာတွေ့ဘူးကြသလားเกนเตนานะกอลกัมมซุมจัตุมตุจัตุมลายตุนะมุงเอวเฮียมဘယ်တော့မှတွေ့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့ငွေက300တန်ကမရှိဘူးဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။มุงเอโลดิ่งอยู่แต่บางยามจะเลยจัตุมลายจิบังกอลกัมมากิบอลเอโลฮีအတုဆိုတာကအစစ်ရှိမှအဲ့ဒီအစစ်ကိုပြန်ပြီးတော့တုပတာပဲဖြစ်ပါတယ်အတူအချီเป็ดအစစ်တမနာတော့အစစ်ဒါနာကိဘောလ်တုံတဲဟေဒါကြောင့်မို့ဒီနောက်ဆုံးသောအချိန်မှာဘာသာရေးခေါင်းဆောင်တဦးတယောက်ကနေပြီးတော့ကျမ်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေထူးဆန်းတဲ့နမိတ်တွေအနာငြိမ်းနိုင်တဲ့တကိုးတွေရတယ်လို့ပြောလိုက်ရင်တတိထားဖို့ဖြစ်ပါတယ်တ
แต่มันน่ะฮิหุนนุ่งอ่ะปอพิมกายกุเลียนขัดไปปืนน่ะนั่นลำดังบอลินะนั่นนาเตะของจีน่าเตะของดับสักเทนงมาเละอีพิลวังดีทุปีฮีဘာကြောင့်လဲအမှန်တရားဟာဖျားရှင်နှုတ်ကပတ်တော်မှာပဲရှိပါတယ်ဒါကြောင့်မို့ဖျားရဲ့နှုတ်ကပတ်တော်နဲ့ကန့်ညီမှုရှိသလားမရှိဘူးလားဆိုတာကျွန်တော်တတိပြုဖို့ဖြစ်ပါတယ်แต่มันน่ะลายเสียงเราโตเอ็นนี่นะปัจจัยนี้กำมาลายเสียงเราโตกิตัวขี้ยมกิตัวโลหิมจีเป็นอิสิเตลดิงทุปีฮีဒီကနေ့မောအတတ်နဲ့ဆိုင်တဲ့စောက်တွေကတန်းနဲ့ချီပြီးတော့နော်ရောင်းချနေတာတွေ့ရှိရပါတယ်ตัวหุนนุ่งอ่ะฮีอามิดเพียลำตะกิไซนะลายบุอัตตานาชิมนะกิจวักฮีမကြာခင်တုန်းကဒီ Angels of Deceit ပေါ့လက်ဖြားခြင်းတမန်များဆိုတဲ့စာအုပ်တအုပ်ထွက်ရှိလာခဲ့ပါတယ်ตุมาสโลไลนะฮีโจเข้มว่าตุงมีเตจิตกิไซลายบุขัดกิบอลเคียฮีဒီစာအုပ်ထဲမှာတော့အဓိကနော်လူတွေကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလက်စားတဲ့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီစာအုပ်ထဲမှာဖော်ပြထားတာတွေ့ရှိရပါတယ်ယေဆုငါမိဟင်တေဘီယက်နာတကိဆိုင်နာကိကိုချခေမယမ်ချီကိအာရီလူတွေကအဲ့ဒီစာအုပ်ကိုဖတ်ခြင်းအပြင်နော်သူတို့အနေနဲ့ဘာသာရေးနဲ့ဆိုင်တဲ့လက်ဖြားမှုထဲမှာကြာရောက်နေကြတာတွေ့ရှိရပါတယ်မိဟင်တေဟိလိုက်ဘောရှမ်တက်ချနာအမောက်တေနာဘီယက်နာတကိဆိုင်နာခေမနာဆုငါအော်ခီချီပန်ကိမူထေအကြောင်းအရာတစ်ခုပြောပြခြင်းနဲ့ทุบเบียงขัดองแกนนอมีลุงแกเนี่ย1990ခုနှစ်မတ်လတော့ဆိုလို့ရှိရင်ကောင်းငင်တကားဝလို့ခေါ်တဲ့အသင်းဝင်39ယောက်ရှိပါတယ်တူမာတူဟာဇကွာဆောမ်ကိုလေစကိမာခတ်นิสกินี่นะวันตุงกงคักอาจิงมีสอบทุมอมจิกิปุลังเฮသူတို့ရဲ့ခေါင်းဆောင်ကဆိုလို့ရှိရင်မာရှယ်အက်ပါလို့ခေါ်ပါတယ်အမကိုင်ပြပနာမာရှာအက်ကိချပါဟေဒါပေမဲ့သူတို့ရဲ့ယုံကြည်ချက်ကဘယ်လိုလဲဆိုလို့ရှိရင်ဒီဟေဘော့လို့ခေါ်တဲ့ကျဲတကွန်းဆိုတဲ့ပကံပြားပြန်ဟာဆိုရင်တဲ့သူတို့ရဲ့လက်ရှိအပေါ်ဘုံထက်ပို့ပြီးတော့မြင့်တဲ့အဆင့်စီကိုပို့ဆောင်ပေးမယ်လို့သူတို့ယုံကြည်တယ်တဲ့အမအုံနိုင်ဘဟယမ်ချလာဟိဇင်းဆောလ်ချမိုင်းနီမိုတောဆာငိနာအဆန်းဇောင်းကိပွားတောဒီဟိချီအုံနိုင်ဟိဒါကြောင့်မို့သူတို့ခေါင်းဆောင်ကနေပြီးတော့သူတို့ရဲ့တပည့်တွေကိုဘယ်လိုပြောလဲဆိုရင်ငါတို့ဒီပကံပြားပြန်နဲ့ချိတ်ဆက်မိဖို့လက်ရှိနေတဲ့နေရာကနေပြီးတော့သေဖို့လိုအပ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အတွက်ကြောင့်အားလုံးကနော်ခေါင်းဆောင်ရဲ့စကားကိုနားထောင်ပြီးတော့ကိုတတ်သိကြတယ်แต่มันบกายไปชิมาบางนะอมาวเตตัวประการเปียเปียนี่สิเตต่อจิงโซลแค่นะตุนเทนได้ดีไงนะประการเปียเปียเตตะกิจบเทนได้ดีนะสีพอดกูลฮีเจมันนะอนุสุยเตนอมาวและมาวกิทัดีนะตัวบานะตัมปิตักသူတို့ရဲ့ခေါင်းဆောင်ကဘယ်လိုပြောတယ်လဲဆိုရင်ဒီကဘာဟာပြန်ပြီးတော့တန်တရားလဲအောင်မယ်ဒါကြောင့်မို့ဒီတန်တရားကနေငါတို့လွတ်မြောက်ဖို့ရအတွက်နော်ဘာပဲဖြစ်ဖြစ်ငါတို့အနေနဲ့နော်အဆုံးမိမိကိုစီရင်ရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်မကိုင်ပန်ဘက်ချလာဟျမ်ချလေဟိလေတုံပန်မတဲ့ကိပေနာတန်တရားဤနုတာနာပန်တန်တရားလေဒီငိုင်မနာဤကိထာဤကိစီစက်ကိုလ်ဟိချနာဟိလဟိဒါကြောင့်မို့ဒီကနေ့ဘာသာရေးနဲ့ဆိုင်တဲ့နော်ဒီမှာဆိုရှင်တော့လှုပ်ရှားမှုကအင်မတန်မှခက်စားနေတာကိုတွေ့ရှိရပါတယ်แต่มันน่ะเบียงน่ะตะกิไซนะนะเซมนาเตเป็นคิดซ่ามามันน่ะลำดังเทมาใหม่လွန်ခဲ့တဲ့1980ခုနှစ်တုန်းကလည်းပဲချင်းကျုံဆိုတဲ့ပုဂ္ဂိုလ်เนาะအဲ့အကြောင်းကိုလည်းကြားမှုမှာဖြစ်ပါတယ်ตุมาตุขะซะกวาซอมสกิลานะจิมจงกิจิปาทูซงซังไอดิเฮียงသူအနေနဲ့သူ့ရဲ့အသင်းဝင်ပေါင်း913ဦးကိုเนาะသူ့အနေနဲ့လိန်လေလက်ဖြားခဲ့ပါတယ်အမိုင်နာအပေါ်ပိမီဇကွာလေဆောမ်လက်ထုံတဲ့ပင်ချဘာနာခေမီသူအင်တမအပြောကောင်းတဲ့ခါကျတော့နောက်ဆုံးမှဆိုရှင် American သမ္မတဖြစ်တဲ့ Walter Mondale ကလည်းပဲဒီချင်းကျုံရဲ့ဖျားเจ้าကိုတွားရောက်ပြီးတော့သူ့ကိုယ်တော်မှဂုံပြုချင်းမြင့်ခဲ့တယ်ဆိုတာတွေ့ရတယ်အမทุกคนเสียมมาไม่มาเนี่ยนะโอ้อเมริกันกุปปีปาโซอามาแกงว่าไปนะอาเบียกันว่าไปนะว่ากิขอมีဘာကြောင့်လဲဆိုရှင်သူ့အနေနဲ့ထူးခြားတဲ့နမိတ်လက္ခဏာတွေသူလှုပ်ဆောင်နိုင်တာတွေ့ရတယ်ဘာဟယမ်จะအမတ်နလမ်ဒန်းတွမ်ဘောလ်ထဲမနေနာတော့ဘာไปဟေလမ်းမရှောင်းနိုင်တဲ့သူတွေဟာဆိုရှင်တခါတည်းခုံပေါက်ပြီးတော့သူတို့ရဲ့ယောဂပျောက်ကင်းတာကိုတွေ့ရှိရတယ်ခ
เคลบายเตนะเดียงอินะตัววันดำนางาดนาวกิโมเฮกินซาธมาเรียเลยตัวเอยกาใจด้วยอารมณ์เปลี่ยนตัวเลยสุเราเปียวจาเลยกินซานั้นน่ะเวทจงอันนั้นนาวดำชีเป็นกิโมเทเฮียมาเกี่ยไปเตะแต่เป็นแม่วันนี้จะก้าวหน้าก็ดีก้าวสาวจินจงอาสโลชิตู้น่ากูไล่เตะลูกเอาจีกูเบลข้อตัวเลยส่วนคุยานาสุเรโตเดมาข้อว่าบีดอตุตุกว่าใส่เต้าบีดออารมณ์ก็เตะไว้วนเกจาวาเลยไอเจน่าด่าหวยทุกข์ดินะฮิมากายป้าจินจงอินะอันนู้นสุดเข้มเปิวกำลังกับไปปีนะตัวลายมุนะอเวกปีนะกูโดนินะสิมังคิโนเฮดาฮาเปียวเพะอตุยองนี่ไปเพียบเลยฮิเป็นกำสังกินไอเข้มกำสังจวาวนะฮิก็มีนักตัวก็รอเดวิดโคเรสสุดเลยพวกกูไปเพียบเลยดังขนาดเดวิดโคเรสจีปาฮีตัวเราตัวกูตัวเปียวเพะสุบีรอยาได้จังกูตะมิวตู้นี่เนี่ยต้นเต็งกันเลยอามันอาบาเลมากำสังกิจนะมังมุนาเป็นอามัยอุดันขนาดองฮิลฮีแต่เนี่ยมาตัวอย่างเตียนนาเรื่องเปลูเปียวกันเลยส่วนยิ่งแต่เนี่ยจ้ายิงอาดูฮะยิ่งเสียจริงขยามเอสุบีรอตันนัดเวไล่เด้ตัวมันอาฮิปานะอามานุ่งสุยเตะแกปอพิมิเตะแกไอ้แต่นี่ขัดนี่จังนะบอลเซน่าทวกดีมันนี่นะจีนะเท้าเลยสักเอแต่เนี่ยตัวอย่างเตียนนาเรื่องตันนัดเนี่ยเล็กจริงขายเนี่ยปอพิมิเตะเท้ากับกิสินสักเอနောက်ပြီးတော့ဒီအသင်းတော်ခေါင်းဆောင်နော်ဒီဒေးဗစ်ကိုရက်အနေနဲ့လည်းပဲသူဘယ်လိုတွန်းတင်လဲဆိုရှင်ဘာပဲဖြစ်ဖြစ်အသင်းတော်ထဲမှာရှိတဲ့အမျိုးသမီးတွေကိုဒါသူ့ရဲ့ဝိညာဉ်ရေးနော်မယားအဖြစ်ယူလို့ရတယ်ဆိုပြီးတော့သူ့အနေနဲ့အခွင့်ပေးလိုက်တယ်เอ้เบกทำแล้วนะฮิเดวิดโคเรสที่มากายปานะอปอลปีอุบัติเป็นปอลปีสุงานุเมเตโมคาลัมซีนะลัทเทฮีจินะต่อไปนะสอนแล้วฮีနောက်ဆုံးမှာသူတို့ရဲ့လှုပ်ဆောင်ချက်မမှန်ကန်တဲ့အတွေ့အကြုံတနေ့မှာသူတို့ရှိတဲ့နေရာကိုစုံစမ်းလို့ရသွားပြီးတော့ဝိုင်းထားလိုက်တယ်ไอซอนานี่ขันนี่ตักเชนะอามาอมนาเป็นอามาเล่าถึงไว้มานาคิโอมจีนะလက်နဲ့ချဖို့သူတို့ပြောခဲ့ပေမဲ့လက်နဲ့မချဘူးนั่นเล่นเด็ดนักการเฮียบตัวเขียวอุ่นกิจีนะเฮียมาเข็นวมโลหิနောက်ဆုံးမှာဆိုရင်ဘာလုပ်လဲတန်ကြကကားနဲ့အထဲကိုဝင်ပြီးတော့တိုက်ခိုက်ခဲ့ရတယ်အဖွဲ့ဝင်80ကျော်တည်ဆုံသွားခဲ့ပါတယ်အတော်နာဟီတင်ကာတဲတော့အမောင်နာကီလိုတီနာမီအဖွဲ့ဝင်ဆော့ယက်ဝါစီဟီဒေးဗစ်ကိုရက်စ်ရဲ့ဟောခဲ့တဲ့တရားကတော့တက်တာလွတ်စားရဖို့မိမလည်းတယောက်တည်းယူဖို့ဟောခဲ့ပေမဲ့နောက်ဆုံးမှာသူ့မှာမိမ18ယောက်ရှိကြောင်းသိခဲ့ရပါတယ် He David Koresin again นะสารเล่าดิ้งจีขัดเบกในไทยดิ้งจินาปินอามานะจีสมเลียดในมอเคဒါတော့နောက်ဆုံးတော့အချိန်ကာလမှာပြောဖက်အတူအယောင်ဘာသာရေးနဲ့စိုင်ပြီးတော့နော်လှုပ်ဆောင်မဲ့အရာတွေပဲဖြစ်ပါတယ်ฮิเตนะหุนนุงากำสังจัวองมนาดิ้งลิมเตอลาคอลคอลนะฮีဒီကနေ့အမေရိကန်နိုင်ငံသား9သန်းကနေ9သန်းအထိနော်အဲ့ဒီအဖွက်နဲ့ဆက်သွယ်နေကြတယ်လို့သိရပါတယ်ตัวนี้นะอเมริกันกามามีตันงาปันตันสกินะฮีปอลปีตกิจอมฮีจินะกิจามเตฮีဒီကနေ့နော်ဘာသာရေးအဖွက်အစည်းတဲ့ပတ်သက်ပြီးတော့မိစ္ဆာပြောဖက်အတူအယောင်နဲ့နော်သက်ဆိုင်တဲ့အသင်းအဖွက်မျိုးကဒီကနေ့3000ကနေပြီးတော့9000အထိရှိနေတယ်ဆိုတာသိရှိရပါတယ်แต่มาตัวนี้นะฮีเบียงน้ำมันโลกำสักจวาวโตอักปอลเบียงนาตูลทุมปันตูลงาบังอมฮีจินะกิมุเทนิสิลูกบ้องอเตตะเต้เนี่ยชิดตองเรากะไอ้อภัยสีเดมาวินลาจาเดสุราตุชิยาบาเดกุมซิมนะตัวพวยตัวอักปอลนะซอมีเต็งขัดแต่แกแบบพิสูจน์นะตุชิยาบาเดฮิเตนะตัวป้าจะสู้องค์เกตเขาเตตังตรงตักอหินังละเคทีนี้พิอาตะเกียตมาเตียเนี่ยล้วนสีเด้บาดาเยโนทามุอามาอันเวอเมียจีชีนี่ละตุชิยาบาเดแต่มันนะฮิหุนนุงะเบียงนะตะกิสันอามาเล่าขันโลนะตัมปิตักอเปียงใช่นากิมุเทฮีอย่าได้จ้างใครสตูอันเงี้ยสตูเนี่ยเสลีมาบรรลุยอดได้เลยจีสวาดอนไม่ลักขณะกูเลยพี่อีလူတို့မျက်မှောက်၌ကောင်းငင်ကမြေကြီးအပေါ်သို့မိကိုဆင်းစေ၏
ပထမသားရဲ့ရှေ့၌ပြပိုင်သောနမိတ်လက္ခဏာအားဖြင့်မြေကြီးသားတို့ကိုလက်ဖြာ၏ဆိုပြီးတော့ပြောထားတဲ့အတိုင်းပဲဒီကနေ့ဘာသာရေးအခြေအနေနဲ့ပတ်သက်တဲ့နမိတ်လက္ခဏာတွေအားလုံးကပြည့်စုံနေပါပြီ။ แต่มันมังมุนาสอบเลยทุ่มแนวสอบเลยทุ่มสอบเลยเลียตัวกระทิงนี่นาอินนลำดังเลียนปีบอลามีเข้มเปิลเตมอินวันปนิเลยตัวไม่กวางนงอนอเกสักเทฮีกระทิงมาซาอมนานลำดังบอลเทนดิ่งทุ่งอาหิมันินอันลำดังบอลนาโตเลยตัวอมมีเข้มเปิลเข้มาน้ำสาวต่อสิดิ่งใจอินอเกสักเลียมสาหินาปีอนุงตะลายกระทิงปาโตยนาดิ่งอินมิลิมขันอบอลนาดิ่งทัวเกนฮีจินายบานังตากตรงนี้ก่อนนี้จะเรากูเสร็จบีดอในงานยี่เช่นนี้ปัตตาเดนไม่เล็กขนาดจนเราจีจ่าบาสุฮีในงานยี่เกี่ยวนาตกิไซเกนคนนาเต็งตังตุนเสียนกิงนี่ในงานยี่เนี่ยปัตตาบีดอดีเนี่ยตะเคียนชุบย่อเกเรเสมเองอาริโกจนเราเรียกป้าวิจิมาเนาะด้วยนี่ยาบาเดต่อไปจะสู้เกนคนมาวันนั้นอีกมีป่าไม้ในงานยี่ตกิไซเกนคนนาเตตัวมงตังตุนนาอีกมีป่ามาไม่มุเทน้องก็มาโดดเดี่ยวมาตะเคียนชุกันนี่ด้วยเซตได้เช่นเนี่ยเซตได้เช่นแต่เรื่องเจ้างูเปียวท่าเราด้วยเสียมาเด้ลายเชนโอสวยตักจะต่อไปส่วนกาลกิดาวนาดิ่งกาลกิกามนาดิ่งตกิไซเกนคนนาเตกิมุฮีมาแต่ใครนัสเลเงี้ยเช่ามาเปลี่ยวท่าเลยเต้นว่าดีเซตได้เช่นเจ้างูละก้าวเซตได้อันต่อแต่เรื่องสกากูละก้าวจ้ายาจ้าเลยมีสุบิโรพอพิจารณาได้ไtimeดีกันนี่มาเราพิสูจน์เนี่ยชินิบาบีมาเตสมนิเลลีอันเนวกุกะนายกำลานักกิมนับปามัวกาคิดเอาหน้าเตะงมดิ่งฮีชิมาวันตัวนักกิมปามาอมตักปีฮีแต่นี่อาเพียงพิวาเมสโรเชนเนาะกับบ้าเซมเมตุยมีอะไรเมลุพิวท่าเดนี่อามาสโรเชนเนาะตะเคียนเยซูกะกับบ้าเซตตะคู่แบบพิเมลุมาพิวท่าบ่าวไอ้กาคิดเอาหน้าตะกิสันฮิเลตุงกาคิดเอาหน้าเบคหน้าตบไปสุนัขดังโจนักเกล้าฮีชมาแต่ครูเองใครนัสเลเงี้ยคนเนี่ยมาลูกตะมิโอเนี่ยตะมิโอตะนายงานเนี่ยตะนายงานยังแบบพิวจ่าเลยเมมาแต่สมนิเลลีเนลสักยากำขัดเลยกำขัดกุมปีขัดเลยกุมปีขัดหงกิดเอาดิ่งมุนตัวมาเกี่ยวเพียงตรงดิ่งจริงนะจีฮีแต่ยังโมดีเซตได้เชียร์สุชิงกับบ้านนั่งกูล้วนโมเลยเมลุตะเคียนชูพิวเกเรอัตายเมเนาะด้วยเชียร์มาเด้ต่อไปสู้นะเลยตรงบุบกาลกิโดนาอมดิ่งฮีจะน้องเกนขลมาเป็นต่างตรงฮีจอนเนเซียซูนิดแทมาเบจอนเราปฐมกบาสิเนี่ยดูดีกบาสิพิกเกมาเร่ฮีกุมซาลมสมนี่สุกินะกาลปีมาซาเลกาลปีนี่นะองอมฮีขมันเจอยาดีปฐมกบาสิเนี่ยดูดีกบาสิพิกเกเดสิบวันมาส่วนลูบองตั้งบองเตียชิเสส่งจงเขียร์สุดยอดพบยาธาราด้วยเชียร์มาเร่ฮีกาลปีมาซาเลกาลปีนี่นะสุนัขมีตันสมเกียรติวาลซีฮีจินากิจามเตฮีดาวดีนี่ปฐมกบาสิดูดีกบาสิตามก้าวดีกันเนี่ยจรบยามอยู่สิบวันจีเด็กขจารอเวียดนามสิบวันเกาหลีสิบวันอินโดไชน่าสิบวันอาซาชีอิรักเชลเลบายเนาะเซตได้สิบวันเดียพิจิตรขจารอเนสินลูกตาเนี่ยชีวิตเราเตะส่งเกียร์ด้วยเชียร์มาเร่ฮีกาลปีขณะกาลปีนี่นะเบกทัลมันนะเวียดนามกาลเกาหลีกาลอินโดไชน่ากาลที่อากิปันเฮียอิรักไม่ได้กูไว้ดิสิมินะกาลกิดเอาหน้าองมินะมีตับปีตักเตนะสิลาฮีทีนี้เสียอัตเวอัตเตตมิโอกาบาเลสโรเชนเนาะอาจารย์เพ่มือแบบเพียบาเร่ตัวน่ะกาลกิดเอาหน้าดำขัดเนี่ยบางอย่างจะอาจารย์เพ่น่ะมันเต้ทีนี้อาจารย์เพ่มือการอเนาะนี่ยาเด็กมาจนรู้ด้วยจงนี่ยาบาบีเฮียจันเพนนามุนเข้มเปิดตัวนากิมุเทฮีทุกที่เป็นจนรู้อินโดนีเซียในงานบาลีมิโอกาซาบิโดสเปนโดลอนดอนโดนิวยอร์กโดมาสุเชนอาจารย์เพ่มือดีเนาะดีกันนี่มีอะไรส่วนด้วยนี่ยาบาเร่เฮียจันเพนตกิสานาอินโดนีเซียกามาบาลีสเปนก็ชีบังเลยตุกมุดตัวมางมก่อยฮีအခုကျွန်တော်တို့တွေ့ရတဲ့ပုံကတော့ပြန်ပြီးတော့မှတ်မိမှာဖြစ်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့2011ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာเนาะကျွန်တော်အမေရိကန်နိုင်ငံမှာရှိတဲ့ World Trade Center အကြမ်းဖက်မှုကြောင့်ပြိုကျသွားခဲ့ရတယ်ฮิลิมพอกดิงเฮียงตัวนี้แหละขันลายสเตมบาคานี่กว่าอเมริกา World Trade Center อาจิบนาไอ้แต่ยังโมดีกันนี่
ငြိမ်းချမ်းရေးရဖို့ငြိမ်းချမ်းရေးရဖို့နော်လူသားတွေဆိုရှင်စူးစမ်းပြီးတော့လှုပ်ဆောင်နေကြပါတယ်ตุนเอตักเชนะกิเลมนัดดิ้งชนะมีตั้มพิตักเตนหานจามุฮีဘယ်လိုပဲငြိမ်းချမ်းရေးရဖို့လှုပ်ဆောင်ပေမဲ့လို့လေငြိမ်သက်ခြင်းငြိမ်းချမ်းရေးအရှင်သခင်ခရစ်တော်ပြန်လာသေး၍တော့မပြန်လာသေး၍တော့ရမှာမဟုတ်ပါဘူးฮิบานะกิเลมนัดดิ้งบักซาตาหันจำเพียรนะเยซูตัวป้าเยซูกิเลมนาคุมพีองกุมมาตั้งนะกิเลมนามเทเราดีฮีဒါကြောင့်ဘာပဲဖြစ်ဖြစ်ဒီကနေ့ငြိမ်းချမ်းရေးအော်ပေမဲ့လို့လေဒီငြိမ်းချမ်းရေးရဖို့ဆိုတာတော့မလွယ်သေးပါဘူးตัวนี้นะกิเลมนัดดิ้งจะเอาเราหางนะกิเลมนาตักดิ้งเป็นใบหน้าเฮเราดิ้งฮีသက်တာလောနိပထမဆောင်အခန်းကြီး9အငယ်3မှာလို့ပြောထားလေငြိမ်ဝှချင်းရှိဘေးရန်တည်းနှင့်ကင်းလို့ဤဆိုစဉ်တွင်ကိုယ်ဝန်ဆောင်သောမိမ၌တားဖွာခြင်းဝေဒနာရောက်တဲ့ကဲ့သို့သူတို့အပေါ်၌လင်းမြန်စွာသောပျက်စီးခြင်းရောက်၍လွတ်ခြင်းအခွင့်မရှိရဆိုပြီးတော့ပြောထားပါတယ်သက်တာလောနိခိုင်းတာအငယ်3သက်တာလောနိမဆာငါနဲထမဘက်ဂျီဟမ်ချီလေมีเต้นทุกเข้มเปลวหอยลายตะเคียบางมาปะเตาหน้าดิ่งอมโลหีอจิลายตักอินทักขัดทุยนอมาวเตตุงอาเชียนาหงตุงวัดดิ่งฮีนาวส่วนนาบังอินกิมนาทวกดิ่งวะกว่ามาสวกตะโลดิ่งฮีจินากิเกลฮีสระอุปมาเนี่ยกูจี้เด็กขาจารอทุกเมียดีเชี่ยเล่บายมาอิสราเอลเนี่ยอารายอาจารย์มาเงี้ยชัยสาเจ้ากูชกโซเกราเป็นนักขาชิเกบีเลยเกณฑ์แต่น่าเอลฮีนิสวนาลายจังอาโอมาฮีชิเลไปสุงะกิเลมนาดิ้งจินะลายอัตุบักซาเวอมฮิยามดาเบเมตุรุนี่เนี่ยยิ่งใช้สาจุชกสูแกบีเมเลเบအချိန်ပေါင်းများစွာသူတို့အနေနဲ့ဖောက်ဖျက်နေကြတာတွေ့ရှိရပါတယ်กิเลมนาดิ้งน่าสาจุบอลน่าเล่นมันอัตุหางนะตั้มไว้ปีตักปัลสัตขินวีอาจารย์แพทย์ธรรมะเที่ยวกันนี่พี่รอการ์ดซีบอมาဖောက်ခွဲရေးပြုလုပ်နေတယ်เฮ้อาจารย์เพชรเตนะมันแต่อมาเลยเมาท่าตันกีบอลนะตัวนะมิสิสักวีธรรมะจานสากันนี่พี่รอยิ่งช้าเมလုံခြုံတယ်လို့ပြောနေတော့မှပဲပျက်စီးခြင်းကရုပ်တရက်ကြလာမယ်ဆိုတာတွေ့ရှိရပါတယ်มิลายชันทว่าบักจีฮัมจะมิเตนะหุ่นหอยฮีกิเลมน้ำฮีอจิลายตะกินะอิเชียนังตุงดีฮีจินานเกนฮีဒီကနေ့ကဘာကုလသမဂ္ဂကနေပြီးတော့ကဘာကြီးငြိမ်းချမ်းရေးရဖို့အကောင်းဆုံးသူတွေနဲ့စ조사ခဲ့ပြီမဲ့မအောင်မြင်နေပါဘူးตัวตักยูเอโนวินาเลยตุงบุกิเลมนาดีนะบังซาตะกินะฮานจำหานะกว่าโซนายโลฮีဆက်ပြီးတော့ဘယ်လိုပြောထားလဲဆိုရင်လူမျိုးနွယ်စုတွေဟာကဘာကိုဖျက်ဆီးဖို့တဲ့ဝင်လှုပ်ရှားလာပဲဆိုပြီးတော့ပြောထားတာတွေ့ရှိရပါတယ်บักจลาฮิยามจะเลยมินามเคนปอลคาเตนะเลยตุงอ่ะกิโดนาบอลดินังฮานจำดิ่งฮีจินะองตังตุงฮีဒါကြောင့်ဗျာဒိတ်ကြခိုင်း7အငယ်7မှာလူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီဆိုပြီးတော့ပြောထားတာတွေ့ရပါတယ်บางมนาสอบเลขาแนวสอบเลขาบักเจียมจิเลในลายตักหกกิลัดหุนหงตุงตามิสิเตทุกนาดิ่งหุนหงตุงตาหิมันินมีน้ำดังเตเหมาเมาฮีนังมานาเซฟกำสังเตเลียนเนวนาหงกีตามีเคเปเตทามันนับเปียกดิ่งหุนฮิตาเลยตรงสุเสียมีเตนนัสุขเสียดิ่งหุนฮิตาฮีอาจีฮีဒါကြောင့်မို့ဒီနေ့ကဘာကြီးကိုဖျက်ဆီးနိုင်တဲ့အချိန်မှာတခင်ယေရှုဟာကြွလာလိမ့်မယ်แต่มันฮิเลยตรงอกิเสียဟိုနီနာကိစတ်ဒက်တခုနာတော့ပိုင်ဆုံကုမ်ကိကဒီဟေချစ်တော်ဓမ္မမိတ်ဆွေပေါင်းတို့ကောင်း၏စံဂမ်တေလွန်ခဲ့တဲ့နှစ်100တုန်းကဒီကဘာကြီးကိုသုံးပြန်မကဖျက်ဆီးနိုင်တဲ့အခြေအနေမှာရှိခဲ့ပါတယ်တူမကုမ်ဇလိုင်းနာဟီလေတုံကိဆုစေတေဒင်မူနီနာအုံခင်တာဟေဒါကတော့အနုမြူနျူကလ িয়ার ပဲဖြစ်တယ်ဆိုတာတွေ့ရှိရပါတယ်တော့ပန်ဘဟျာပ်ချလေအနုမြူနျူကလ িয়ার ဂါလ်ဗန်ဟေတောင်ဒီကနေ့ဒီနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံနော်အမေရိကန်နိုင်ငံရုရှားအင်္ဂလန်ပြင်သစ်တရုတ်နော်ဒီကနေ့ပိုင်ဆိုင်ထားပါတယ်ဟေနျူကလ িয়ার လက်နက်အနေဟေအမေရိကန်ပြင်သစ်ရုရှားအင်္ဂလန်စင်ချီဘန်တေနေဟေဒီမကြခင်နှစ်ပိုင်းလေးမှာပဲဟိုအိန္ဒိယတို့ပါကစ္စတန်တို့နော်အခုဆိုလို့ရှိရင်မြောက်ကိုရီးယားနဲ့အီရန်သူတို့လည်းပဲအနုမြူစွမ်းအားပိုင်ဆိုင်လာတဲ့ခါကျတော့ကဘာကြီးကိုသူတို့ကချိန်ချောက်လာကြပါတယ်ตุลัมไชน่าอินเดียปากีสถาน
อิหร่านชีบังเมียวโคเรียชีบังหินนิวเคลียร์นี่นะเลยตุงเป็นมาเตองค์การพรเต่าฮีดาวดีกันเนี่ยอนุมิวนิวเคลียร์อันเดียก็ช็อตชาบุมาพิวโลบุใต้ดวงจันทร์เป็นไม่รู้เลยนิวเคลียร์อันเดียก็ทิ้งตลอดมีสัญญาช็อตชาลุมีอาบุสุระด้วยชียบาร์จวนมาไกเตนะหินนิวเคลียร์กาลเฮียมาเขียบได้ดีนะฮันจำหางนะตุจังกอลโซนายโลฮีโลจิงนายโลฮีรัสเซียในงานมาทีวีกันในรอบซีซันเล็กคู่ล้วนเท่าเดิมเรา60 มินิโลขอได้ซีซันเพียบบาร์รัสเซียกันมาทีวี60 มินิจีตกิสานะซีซันขาดองค์บางต่างกูเขียวฮีทุกเป็นรัสเซียในงานมานิวเคลียร์ชีเดเลี้ยวแหวนมิวจีเซมิวอาจารย์ก็ไม่ยอมในเอาตัวล้วนเปียกแค่บาร์ตัวตะกับบางปุลาก็เฮียมจะเลยรัสเซียกันมานิวเคลียร์ซิมทมาอันนี้ขบีสมตะกิสายน้ำเอาองปุลาเขียวฮีต่างกูเขียวฮีที่อันนี้มีว่านิวเคลียร์ก็ลดได้ขยะเราอธิกาพิสีตะคุบเฉดพลูโตเนียก็ที่มาส่วนเท่าเราได้ด้วยชียบาร์ฮิตะกับนิวเคลียร์เล่นเน็ตอบอลเน็ตกิสามาฮีอากงจันโปรตีเนียมจิตตะกิสายน้ำเอาละกูฮีทุกที่ดีพลูโตเนียส่วนเด็ดดารุพิสีกาไซบีเรียส่วนเด็ดมิวมาส่วนเช่นอันนี้มิวบงตะลุยด้วยเนาะตัวอย่างพลูโตเนียปนามากาตัวอย่างเด็ดเจเท่าเราไหนเนี่ยส่วนอัตโรลีก็เจ้าสาวเขาหน้าตัวอย่างมาเลยตัวตะกับโปรตีเนียมอบอลเน็ตกิสามาฮีตัวอวันเป็นตัวไซบีเรียสกิจินามุนะนิทมินขัดเวต้าอบอลน่าโอเคโมฮีแต่ยังโมดีกันนี่จนเราเปลี่ยนจีมาส่วนเมียวโคเรียในงานเลยเบนิวเคลียร์ไปใส่ลาได้ค่ะตัวรู้เลยเบกบาโกเชิงเช่าลาด้วยชียบาร์ตัวน่าส่งเมียวโคเรียแต่น่ะนิวเคลียร์ในอวยมันน่ะฮิเลตุงองค์การพรนุฮีแต่ยังโมเชนลูกเครเมนใครนัสเตะอันเงี้ยนัสเช่ามาไม่รู้ပြောได้เลยมีจีบออกมาเพี้ยนละตันเนาะเบี้ยมีอากูมีอยู่เจ้าลันแต่เพี้ยนลูกมีอาดูอัตสงเชอมุยาดูดีเพี้ยใจตัวพบยาทาบาร์แต่มันน่ะลูกสมนิเลขาดอันเนี้ยสมนิเลกุกะเลยละกะตัวอินบะฮงเพียงดิ้งจีนอังไงสุดกอมุนมีเตลาวินสิบุบดิ้งโอฮีว่าตุงอานาเตอไปไงบังอินไปนอนลาวินลำเปียลมังหินดิ้งโอฮีก็มีจันโรกุศลบีดอน้องท่าน้องคริสดอเปียกเดตบาวะโลกาเทียกันเนาะนไม่เล็กขนาดจังโอโจจีจาบาสุตะคิดจะน่าเจสุเกนขอลาฮีตบาวะตะกิไซนาเตตะกิไซนาเจสุเกนขอลาตังตุนดานเอ็นนี่ตอนนี้เนี่ยตบาวะเนี่ยไซเนี่ยคริสดอเปียกเดนไม่เล็กขนาดเนี่ยปัตเตบีดอจันโรเนาะอเมียตัวอย่างบาร์ฮีตบาวะตะกิไซเจสุเกนขอนาลิมเตตัมปิตังตุนนายมุขินตาฮีทุนี้ดูลูกคอเดเลเซนมองตุนาดูกิจิปิงเปย์นาวิโรตอมีเหล่าเชกัมกันนาเตนาวิโรเยลวาโมเชตะกิจนาตุยจินตุนาตุยขันนาเตนาวิโรฮาริเกนโนไตฟอนโนมาวไนดิฮาริเกนไตฟอนปิงเปย์เตแต่ยังโมดีตบาวะเบรันวิเทกันนี่บิดอเนาะกบาเนี่ยอวันเพี้ยแม่ลูกตมาจันสากาโจบีดอฮอท่าเดอตายแม่ပြေส่งนาด้วยชียบาร์ฮีตบาวะกิมนาตกิสนาเลยต้องมุนเคเบาเปียงดีฮีจันลายช่างทนนักเกณฑ์เขาเลยนาบิดองามโมเชนเนี่ยสาเขามาเชนเพี้ยเลยแม่เกี่ยลงตรงดีฮีจินาจงนักเกณฑ์เขาเลยมาแต่ใครนัสเลงเนี่ยคนเนี่ยมายายาดูน่ะสาเขามาเชนกาลานามีอาบยาเชนมีจีเล่าเชนโดดิเพี้ยจ่าเลยมีหลบพบยาทาบาร์มาแต่สมนิเลเลียเนวสักยะมุดตัวมาเกี่ยลงตุงอินะจีนงลิกดีฮีจินานักเกณฑ์ฮีทีนี้กบากุลตามกายเย่ลัตโลอาศัยขันซามา กบาเย่ในงานจีต้องเสียเนี่ยเช่นในงานมาชีเดเนาะในงานมาแต่แค่สู้ว่าเดอาศัยซาเพียรมุพิเดเพียบอนี่เราด้วยชีอาบาเร่เจนอยนักปุลังนะตุลายตักเลยตัวกัมเลียนสมทุมเลกียตาเกี่ยวตรงฮีจินาเมาจำเตวฮีขมันเจียดีกันเนี่ยกบาลูยีต้องบ่งจะบอกว่าสโลเชเนาะเนสิซาลามุดังก็ขันยาเด้สู่เราพบยาทาบาเร่ตุลายตักเลยต้องบุปีมีอมใจเสทุมโซเสขัดินะเกี่ยวตรงนี้นะกิลเกี่ยวนะอมฮีจินาเกมุเทนาบิโรเตยมาลูบองตะตองเนี่ยตอนนี้มาส่วนลูบองต้องจัดมางาดังหาสังกัดบิโรตีส่งเนจายาบาเร่นี่ขัดินะมีตัวสอบทุมกุขัดินะ
มีตัดทุ่มแล้วหลักเชื่อว่าไงนะกิลเกียลนะหางไงนะซิวฮีดาบยังกับบ้านลูยี่ตัวว่าลาราเนี่ยมีทงเย่ใส่ผิวไหนเนี่ยเลียมีด้วยเลยไปส่งชงเขียบอะไรเบกทำนะมีงตั้มเซฟเช่นนะนัดจินเทนดิ้งเลยตั้งทรงองตอมเซฟมีแต่เจ้าโมทีนี้สางามโมเข้ามาเชียร์สุชินตัวเราเลยด้วยจงยิ่งแสนยาบอะไรแต่มันนะเกียร์องนัสเซมีแต่แค่ยังชั่วเสบีรอสายจะเข้ามาเมอนายกอะไรป้อมยาเมลูเลเปียวแกบอะไรต่อไปสุนะเกียร์ลงตุงดิ้งอ่ะนั่นนักเฮลโนงมดิ้งฮีนะจีมาแต่ใครเนี่ยเสลียงคนเนี่ยมายาดูนะสาเข้ามาจีกาลานามีอาบยาจีพิเลยเมลูเปียวดาราด้วยชียาบอะไรต่อไปสุนะมาเตสำนิลีสักยามุดตัวเกียร์ลงตุงนัดกิโลโนงเปียงก่อยเดฮีเจนันเกนี่แต่ยังมุกาลานาสุราบาเลเนาะกาลานาสุราก็รอดีเก้าเปตีนันเนี่ยป้าวันจิงกันนี่จะเส้นลูกกู้เสียเสียเดโยกะไปเพียบาเลฮิกาลานาปูนนายจินะก่อยดานยามจิเลฮิอีกจินขายเลเตปนากาเลเตปนากิโลนันนาเตนะฮีနောက်ပြီးတော့ဓာတုအစိမ့်ငွေတွေကြောင့်ကူးဆက်ယောဂတွေအားဆိုရှင်ကဘာအနှံ့ကိုမြန်မြန်ဆန်ဆန်ပြန့်နှံ့သွားပါတယ်တောဘာနာဟိဓာတုဟိမေခိုတေအတုံတုံမတေတောတေပနံကိလောနနာတေဇုံနဟိဟိကယောဂပုံစံရဲ့နောက်တစ်မျိုးကတော့ဘာလဲဆိုရင်တကယ်ယောဂအသက်ဆန်းတွေအားဆိုရှင်ကဘာအနှံ့ကိုပြန့်နှံ့သွားခြင်းပဲဖြစ်ပါတယ်ตัวก็โยกายจีขาดินะบ่ยามจิเลนันนาลำดังโนอามินโลเทลุนันนาเตนะฮีယောဂအသက်ဆန်းလို့ပြောတဲ့အခါမှာဥပမာနွားယူယောဂတို့ကြက်ငှက်တုတ်ကွေးတို့နော်ဒီယောဂအသက်ဆန်းတွေအခုတစ်ခုပြီးတစ်ခုပေါ်လာတယ်အင်တာမန်အံ့ဩစရာကောင်းပါတယ်ဟိနနလပ်ဒိုင်ချနာကြက်ငှက်တုတ်ကွေးချီဒါနာတကေပတ်ဒနာတုံတုံတေဟီဒါကြောင့်မို့ဒီကူးဆက်ယောဂဖြစ်ရတဲ့အကြောင်းရင်းကတော့နော်တနည်းအားဖြင့်ဒါပတ်ဝန်းကျင်လေထုညဉ့်ညမ်းခြင်းကြောင့်ပဲဖြစ်ပါတယ်เฮียกิโลเทนันนาเตนะหางนะเดียกินกิมและปามหุยเสียนทุลนะหางนะเฮဒီမှာဆိုရှင်သူတို့ရဲ့ရှာဖွေတွေ့ရှိချက်အရာနော်ကျွန်တော်တို့ဒီမှာဆိုရှင်ပေါင်ချိန်သိန်းပေါင်း1.4 ကလေးရှိတဲ့အစိတ်လေထုကြောင့်နှစ်စဉ်လူပေါင်း9000ကနေ3,200အထိနော်တည်ဆုံးခဲ့ရတယ်ဆိုတာတွေ့ရှိရပါတယ်ฮีอามากันนาเจริญหุยนีนมอปองเชงนิดาบัลลีดันหางนักกุมสิมนามีตัมปิตักเต็งลมนาสีฮีจิเป็นนโมฮีဆက်ပြီးတော့ခရစ်တော်ကဘယ်လိုပြောလဲမြေကြီးလုံမယ်လို့လည်းပြောခဲ့ပါတယ်ต่อไปสุดบักจิลาฮิอัมจะจีนองลิงดิฮีนะจีဆိုတော့မဿဲခိုင်း14ငါခုနှစ်မှာမြေကြီးလုံခြင်းဖြစ်မယ်လို့ဖော်ပြထားပါတယ်มาเตสอมเนลลีเนวสักยาจีนองลิงดิฮีเลกิลิงดิฮีนะจีဒီကနေ့မြေကြီးလှုပ်ခြင်းမြေငလင်ဟာဆိုရှင်ဒီအရာအနတ်မှာဖြစ်နေပါတယ်သခင်ယေရှုပြန်မကြွလာခင်မှာနော်မဖြစ်စဘူးတဲ့မြေငလင်တွေဖြစ်မယ်ဆိုပြီးတော့ဗျာဒိတ်ကျမ်းမှာလည်းပဲဖော်ပြထားပါတယ်มุนแค่ปตุนาจีลิงนะใจสุงกุมกิกตักจังนะอภิยังไงโลนัสมาจีนองลิงดิฮีเจนะบางมุนอาสกิเกนี่ဗျာဒိတ်ကျမ်းခိုင်း6ငယ်14မှာမိုးကောင်းကင်သည်စာဆောင်လိုက်ကဲ့သို့လွင့်သွား၏တောင်များကျွန်းများပေါင်းတို့သည်မိမိတို့နေရာအရမှရွေးကြ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ဘางมุนอาเลียนကိုเนวซอมเลลียาไลดาลกิซิอัลบังอินวันปีกิซิอัลินไม่มังอ่ะมัวเล็ดตุยกุเตเข้มเปียวอมนาปนินไม่มังตาฮีเจนักกิเกลีอย่าได้จางခိုင်း16ငယ်18မှာလည်းပဲလျှက်စစ်ပြက်ခြင်းအတန်မြည်ခြင်းမိုးချုံခြင်းကြီးစွာသောမြေလှုပ်ခြင်းဖြစ်၏မြေကြီးပေါ်မှာလူတို့ဖြစ်သည့်ကာလမှစ၍ထိုသောလက္ခဏာနှင့်ထိုများလောက်ပြင်းထန်စွာသောမြေလှုပ်ခြင်းသည်မြဖြစ်စဘူးဆိုပြီးတော့ဖော်ပြထားပါတယ်ဘางมุนาซอมเลโกเนวซอมเลกียาตาบักเจมเจเลตัวจางอินขวาหงพยาอากิงเลียนปีหงมาวานหงกิงานักปิตากินจีนหงเลียงฮีจีนเลียงเข้มเปลวละกะอาหุเสเปนอาหิมันินมีหิงอภิยันโซฮิบังจีนเลียงอมไงนายโลฮีเจนักกิเกลฮีဒီကနေ့ရာဇဝင်မှာပြန်ပြီးတော့ကြည့်တဲ့အခါကျတော့အကြီးမားဆုံးလောက်ခဲ့တဲ့ငလင်းတွေဟာဒါသခင်ယေရှုပြန်ပြီးတော့ကြွလာတာနဲ့ဆက်ဆက်နေတာတွေ့ရှိရပါတယ်แต่มันอะฮีเลยตรงตั้งถ้วยจักจะอัลเลียนเป็นอัสเปนเป็นซิลินนายนะเยซูฮงกุบกิกนาโตกิจอมนากิมุเทဒီကနေ့ပြန်ပြီးတော့လေ့လာတဲ့အခါကျတော့တရက်မှာအခုမြေကြီးလောက်တာမြေငလင်လောက်တာ35ချိန်เนาะတရက်မှာ35ချိန်ဆိုတော့တစ်နှစ်မှာအချိန်ပေါင်း12000ကနေ14000ထိ
နော်လှုပ်ရှားတာတွေ့ရှိရပါတယ် hiba ki akanu changena ni khatina som thumlenga veji lingena kum khatina tul sop thumle chipanena tongsiana ji lingi ဒါကြောင့်မို့ရှင်လုကာခရစ်ဝင်ခိုင်း21အငယ်26မှာမြေကြီးပေါ်မှာဖြစ်လက်တန့်သောဘေးများကိုမျှော်၍ကြောက်လန့်သဖြင့်လူများတို့၏အသက်ဆုံးခြင်းအမှုရာတို့သည်ဖြစ်ကြလိမ့်မည်လို့ပြောခဲ့တဲ့အတိုင်းပဲဒီကနေ့လူတွေအားဆိုရှင်စိုးရိမ်မှုတွေနဲ့တွေ့ကြုံနေရပါတယ် Lukalian som nile khat aneu som nile guka bang jiam chile leila ka tuin bahong piang ding chin angai sut kon mi te lawin sibup ding o hi van tunga omna te apai ngai bangin pai non loin lampial mangkhinta ding o hi china gigel hi ဒီနေ့ကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အခါမှာဆိုရှင်အင်မတန်မှကြီးမားတဲ့ဆူနာမီနော်ကဘာတဝမ်းမှာတိုးပွားနေတာတွေ့ရှိရပါတယ် Tuhun takcha leitunga alawai mama tsunami chi hui nun nale tui khana ongom hi လွန်ခဲ့တဲ့2004ခုနှစ်ဒီဇင်ဘာလ26ရက်မှာဖြစ်သွားခဲ့တဲ့ဆူနာမီကတော့ဒါအဆိုးဆုံးပဲဖြစ်ပါတယ် tuni le likum December som ni le guka ong piang tsunami na anasa pen ahi hi အင်တာမကြီးမားတဲ့လိုင်းလုံးကြီးနော်ဒီငလင်ကြောင့်ပင်လယ်ထဲမှာနော်လှုပ်သွားတဲ့ငလင်ကြောင့်တခါတဲ့ကမ်းခြေကိုရုတ်တရက်ရိုက်ခတ်လိုက်တဲ့အခါကျတော့လူပေါင်း2,300,000ဟာပင်လယ်လိုင်းကြီးထဲမှာတခါတဲ့ဝါမျိုးချင်းခံလိုက်ရပါတယ် to tsunami hangin tui pisung para zilin na hana tui hol sang pipi tengomina mi tengil tol som thum wal to tui hol te na wal chipo hi ဆက်လက်ပြီးတော့ကောင်းငင်ကနေပြီးတော့အင်တာမကြောက်မဲ့ဘွယ်ဟာနမိတ်ဆိုပြီးတော့တမန်ကျမ်းစာကပြောထားတဲ့အတိုင်းပဲလွန်ခဲ့တဲ့2005ခုနှစ်တုန်းကကျွန်တော်ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ခဲ့တာတွေ့ရှိရပါတယ် Eva tukpan na lamdang piang niya chito gisana tu nila nga kumina hurricane mongtai hong pian na kimutehi အဲ့ဒီမုန်တိုင်းကတော့ Katrina လို့ခေါ်တဲ့ hurricane မုန်တိုင်းပဲဖြစ်ပါတယ်အဲ့ဒီမုန်တိုင်းကြောင့်ဒေါ်လာသိန်းကတိပေါင်း85ကတိလောက်ဆုံးရှုံးခဲ့ရပါတယ် to Katrina hurricane mongtai hangina sum tan som sai lenga wang kisumi ဒါကြောင့်မို့ဒီသဘာဝဘေးဒဏ်အားဖြင့်ဖော်ပြထားတဲ့နမိတ်လက္ခဏာကပြည့်စုံလာပြီးဖြစ်တဲ့အတွက်ကြောင့်နော်ဒီကနေ့လူတွေကလည်းပဲအင်တာမစိုးရိမ်ကြောက်လန့်နေတဲ့အတွက်ကြောင့်တကဘာလုံးကနေပြီးတော့အော်ဟစ်နေကြပါပြီ hi to pa su gen khona te tang tung na han mi tapite na lawina ongina chimoy no mi ဘလို့အော်ဟစ်လဲကိုရောဖျားသခင်ယေရှုဖျားအမြန်ကြွလာတော်မူပါဆိုပြီးတော့အော်ဟစ်နေကြပါပြီ bang chio to hiam che to pa je suo amalak pai tain china ong o hi အခုနောက်ဆုံးလူအဖွဲ့အစည်းနဲ့ဆိုင်တဲ့လူမှုရေးနဲ့ပတ်သက်တဲ့နော်ကျွန်တော်ရဲ့ဒီကြိုတင်ဟောထားချက်ကိုကြည့်ကြပါစို့ to na tom na mi te ki pon na phoi si to gi sai na gen khona te tang tu na en ni တကယ်ရှုပြန်မကြွလာခဲ့မှာဒီကနေ့ကျွန်တော်ရဲ့လူမှုအဖွဲ့အစည်းနော်အကျင့်စာရိတ္တတွေဟာကြဆင်းမဲ့အကြောင်းပြောကြားခဲ့ပါတယ် to pa sum kom king mai na mi te gap tal lu hek om zia pen ok se sem di hi china to pa sun na gen kholi ဒါကြောင့်မဿဲခိုင်း24အငယ်38မှာလူသားကြွလာတဲ့အခါမှာနောအေးလက်ထက်လို့ဖြစ်လိမ့်မယ်လို့ကြိုပြီးပြောထားပါတယ် ma te som ni le lian ne som thum le sai som thum le ge ta bang jam chile hunu nong tak chana noi hun lai ma ban mi te ki se ding hi china ki gel hi ဒီကနေ့လူတွေကဘာလုပ်ကြလဲနော်စားတောက်ကြတယ်ပျော်ပါကြတယ်ရစ်မှုကြတယ်ဖခင်ရဲ့အချိန်ကိုဂယုမဆိုင်ပဲလစ်လူရှုနေကြတယ် to hun le tung mi te na nen do ni na nuam sai na je sung kum ki di phok loi na omo hi နော်အေးဟာလူတွေကိုရေလွှမ်းမိုးမယ်လို့တတိပေးခဲ့တယ်ဒါမဲ့လူတွေကဂယုမဆိုင်ဘူး noi na tu chinong tung di hi china tang ko na pina mi te na all mo lo hi ဒီကနေ့လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ကြည့်တဲ့အခါကျတော့ဒီကနေ့အိမ်တောင်ရေးတွေဖောက်ပြမှုတွေအိမ်တောင်တွေပြိုကွဲမှုတွေအားဆိုရှင်တစ်နေ့ထက်တစ်နေ့ပို့ပြီးတော့များပြားလာတာတွေ့ရှိရပါတယ် hi mi te nun tak ja to ki sai tak chana nu pa ki khen chi bang ma te tuam na se ma mai na ong piang khen ta hi ကျွန်တော်ဒီအမေရိကန်နိုင်ငံမှာတဲ့လက်မထပ်ပဲနဲ့
ခလေးရတဲ့အမျိုးသမီးတွေရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာတွေ့ရှိရတယ် Mereka gama kiteng loina na ong piang to kisay na ibang na chiam teo he. လွန်ခဲ့တဲ့အနှစ်40ကနေအခုအထိအကြမ်းပြင်းအားဖြင့်မွေးလာတဲ့ခလေးရဲ့သုံးပုံတစ်ပုံဟာတဲ့လက်မထသေးတဲ့အမျိုးသမီးကနေရရှိလာတယ်လို့သိရှိရပါတယ် Tumakum som lipan na tu chang ay to dak chang na ong swak sem tumakat pen kiteng lo piang swak hi nule pata kiteng lo piang na ong swak hi chena ma mu theo hi အထူးသဖြင့်ကျွန်တော်အနောက်နိုင်ငံမှာဆိုလို့ရှိရင်လက်ထပ်ထားတဲ့အတွေ့တဝက်ကကွာရှင်းပြဆဲနေကြတယ်ဆိုတာတွေ့ရှိရပါတယ် Nitum na la gama ay to chang na akiteng nu pate alang mo senu so se khat ki hen ki khi chena mau cham teo hi တောင်းဒီကနေ့ကျွန်တော်အထူးဖြင့်အမေရိကန်နိုင်ငံမှာပြန်ကြည့်တဲ့အခါကျတော့တရားဝင်တော့လက်မထပ်ပဲနဲ့အတူတူနေတဲ့အိမ်တောင်ကဆိုလို့ရှိရင်တော့တော်တော်လေးများနေတယ်ဆိုတာတွေ့ရှိရပါတယ် Adia kin America gama kiteng lo pia atayowena kiten nam lo pia nu pa living together chi tamma ma hi chena mau ချစ်တော်ညီကောင်မပေါင်းတို့ kongi sangam te ဒီကနေ့ကျွန်တော်တို့အားလုံးဟာဆိုလို့ရှိရင်နော်ရာဇဝင်နဲ့ယုံရင်ဆန်ခတ်မှုတွေမှာပဲနော်ကျွန်တော်အသက်ရှင်နေကြပါတယ် etena hi leitung haksana thu syakom kala anong tate hi ဒါကြောင့်မို့ကဘာဦးကျမ်းခိုင်း6အငယ်နဲ့9ကနေ6မှာဘယ်လိုပြောတာလဲမြေကြီးပေါ်မှာလူအပြစ်ကြီး၍သူတို့၏စိတ်နှလုံးအကြံစီရှိသမျှတို့သည်အစင်မပြစိုးညစ်ခြင်းတက်တက်ရှိကြောင်းကိုဘုရားသခင်သိမြင်တော်မူတယ် pia chelian go neu nga luga bak jam je leitung a mi te pet sem na siana to kidim hi china nakigel hi တောင်းဒီနေ့နော်ကြမ်းဖက်မှုနဲ့ဆိုင်တဲ့ပြဿနာဟာဆိုရှင်ကပ္ပစံချိန်နှုံးရအင်တမကြီးမားနေတယ်ဆိုတာကိုဖော်ပြထားတာတွေ့ရှိရပါတယ် tuina leitung bo ba e tak je he jan phet na to kisay na sema mai na ongom ta hi ဒါကြောင့်မို့လွန်ခဲ့တဲ့2002ခုနှစ်ပြန်တန်းစာအရကမ္ဘာမှာနှစ်စဉ်လူဦးရေ1.6 တန်းကျော်ကအကြမ်းဖက်မှုကြောင့်အသက်ဆုံးရကြောင်းဖော်ပြထားပါတယ် tunile ni sena e tak chana kum simina jan phet na ha na mi te da ma chautan bang siden hi china kimuthe ဒီကနေ့နော်ကလေးတွေရဲ့အနေအထားကိုလည်းပဲပြန်ကြည့်တဲ့အခါကျတော့ဖြတ်များခြင်းအပြင်တနေ့ကို TV 3 နာရီကြည့်တယ်ဆိုတာတွေ့ရှိရပါတယ်တဲ့ tuhun hununung na pang te e tak chan zong ni kharina na pang te na nai thum sung tvn hui china kicham te နောက်ဆုံးမှာ TV မှာဖော်ပြထားတဲ့အရာတွေကိုကလေးတွေကြည့်ခြင်းအပြင်အဲ့ဒီထက်မှာဆိုရင်လူသတ်မှုနဲ့ဆိုင်တဲ့အကြောင်းအရာတွေအကြမ်းဖက်မှုတွေလိမ်မှုဆိုင်ရာတွေနော်ကလေးတွေကတွေ့ရှိခြင်းအပြင်ဒီအတိုင်းပဲသူတို့ကလှုပ်ဆောင်နေတာတွေ့ရှိရပါတယ် to tvn na ha na jan phet na kipan ma te zo khem na guk tang na te to na pang te na tung to na let tui na ong jang hiao hi ဒါကြောင့်မို့ဒီကနေ့နမိတ်လက္ခဏာတွေခရစ်တော်ပြောခဲ့တဲ့အတိုင်းပဲပြည့်စုံနေပါပြီ toy mana to pai su gen khol na bangina hi limte ong tang tung tak pi hi ဒါကြောင့်မို့ချစ်တော်ဓမ္မမိတ်ဆွေညီကောင်မောင်အပေါင်းတို့ဒီကနေ့ကျွန်တော်တို့နေတဲ့အချိန်ဟာဆိုရင်တကယ်ကိုနောက်ဆုံးသောအချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ် toy mana kongi sangam te ete na hunununga om tak tak te hi ta hi ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ခရစ်တော်ဖျားကြွလာဖို့နီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့ဆောင်မုတ်ဖြစ်တဲ့ Come Lord Jesus နော်သခင်ယေရှုကြွလာတော်မူပါဆိုတဲ့အတိုင်းပဲနော်ကျွန်တော်တို့အနေနဲ့မကြခင်ခရစ်တော်ဖျားကြွလာတော့မယ်ကျွန်တော်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ် toy mani na i thubul phom ba bangin to pa jai sok pai tain china ikigin ding nak kisama ma hi ဒါကြောင့်မို့ခရစ်တော်ဖျားနေတဲ့နော်ဘယ်လိုပြောခဲ့လဲဆိုလို့ရှိရင်တော့ရှမသက်ခရစ်ဝင်ခိုင်း24အငယ်14မှာသူ့ရဲ့တရေစကားပြီးဆုံးမှသူကကြွလာမယ်လို့ပြောခဲ့ပါတယ်ဒီကနေ့ကျွန်တော်ကဘာအဝမ်းပြန်ကြည့်မယ်ဆိုရှင်တော့သူ့ရဲ့တရေစကားကတကဘာလုံးအတိုင်းတာမှာရောက်ရှိနေပြီဖြစ်ပါတယ် to pai su na ma te som ni le lia neu sob le lia lungdam na thu le tung bo ba kizal changina kong beina piang ni hi kong pai ding hi chi ba bangina tun e tak cha lungdam na na le tung bo zel ta hi ဒါဒီနေ့ခရစ်တော်ပြောခဲ့တဲ့နမိတ်လက္ခဏာအားလုံးကပြည့်စုံပြီဖြစ်ပါတယ် to pai sung gen khol ong piang ding lim te pen tang tung kim ta hi မပြည့်စုံသေးတာတော့ကျွန်တော်မျော်လင့်နေတဲ့ခရစ်တော်ဖျား
ဒုတိယအကြိမ်ပြန်ပြီးတော့ကြွလာမယ်တစ်ခုပဲကြံပါတော့တယ် Atang tung nai lo khat bek ko ma to na Jesu ong kum king na ni ve nang kum king na ding lim bek na he he တောင်းဒီကနေ့ဒီမှာရှိနေကြတဲ့ဖျားရှင်သားသမီးများအနေနဲ့ဘာပဲဖြစ်ကျွန်တော်မျော်လင့်နေတဲ့ခရစ်တော်ဖျားဒုတိယကြွလာတဲ့အခါမှာအရေးကြီးတာကျွန်တော်တို့အစဉ်သင့်ဖြစ်ဖို့ဖြစ်ပါတယ် Tay mana hilai mo na ong pai sangam te Jesu ni ve nang kilat tak chang pai ki tak cha abai sa ki ging sayom ding to be he တောင်းဒီကနေ့ခရစ်တော်ဖျားကျွန်တော်အားလုံးကိုဖိတ်ခေါ်နေပါတယ်သူပြန်ပြီးတော့ကြွလာတဲ့အခါမှာเนาะကျွန်တော်အားလုံးသူ့ရဲ့သားသမီးအားလုံးကိုတွေ့ချင်ပါတယ် Tu ni na to pai sun ai te ang saman ni ve na ong pai tak cha evek pi na ama don di na ong munuam he ဒါကြောင့်မို့เนาะကျွန်တော်မျော်လင့်နေတဲ့ခရစ်တော်ဖျားပြန်ပြီးတော့ကြွလာတဲ့အခါမှာဘာပဲဖြစ်ဖြစ်ကျွန်တော်အားလုံးเนาะအစင်သင့်ပြင်ဆင်ထားပြီးတော့ခရစ်တော်ကြွလာတဲ့အခါမှာเนาะကျွန်တော်အနေနဲ့မျော်လင့်တဲ့သူတွေဖြစ်ပြီးတော့နောက်ဆုံးခရစ်တော်ဖျားပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံတော်မှာเนาะကျွန်တော်ရောက်ရှိဖို့ရန်အတွက်เนาะကြိုးစားကြပါစို့ Tay mana Jesu ni ve nang kilat tak cha ai te ki ging sa bai sa no na lak to na evek pi na akil khom di na ko han thon hi တောင်းဒီနေ့เนาะကျွန်တော်ဆောင်ဖို့အားဖြင့်သခင်ယေရှုเนาะကြွလာတော်မူပါဆိုတဲ့เนาะကျွန်တော်ရဲ့ခေါ်ဖိတ်တန်ကိုဒီနေ့ခရစ်တော်ဖျားကလည်းပဲငါဒီအလေးမြန်လာမယ်လို့ဂတိပေးထားခဲ့ပြီးဖြစ်ပါတယ် Tebul phom ma bangin to pai su ong pai tai ichi ma bana to pai sun zong aman langin kong pai ding hi ong chi hi တောင်းဒီဂတိတော်အတိုင်းပဲเนาะခရစ်တော်ကြွလာတဲ့အခါမှာဘယ်နှယောက်များခရစ်တော်ဖျားကိုကြိုးဆိုခြင်းကြတယ်လေ to pai sung kam cham ma bai na abang pai kik tak chena mi bang zain ama idon nom hiam တကယ်လို့ကြိုးဆိုခြင်းကြတယ်ဆိုလို့ရှိရင်เนาะအခုချိန်မှာเนาะမတက်ရပြီးတော့เนาะခရစ်တော်ကိုဂတိပေးတဲ့အနေနဲ့เนาะကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုပါတယ်ဘယ်နှယောက်များခရစ်တော်ကြွလာခြင်းကိုကြိုးဆိုခြင်းကြတယ်လေเนาะယေရှုရဲ့မတ်တရပေးပါ bang zaina Jesu don nom hiam alugol te ong dingun ကောင်းပြီကျွန်တော်ခဏလေးဥညွတ်ပြီးတော့ဆုတောင်းကြပါစို့အထက်ကောင်းကင်ဘုရားရှိတော်မူသောဖဖျားကိုရရှင်အထူးကျေးဇူးတင်တယ်ဒီနေ့သားမီးတို့ဤနေရာမှာအတူတကွဆုယုံပြီးကိုရရှင်အားဤကဲ့သို့ပြန်လဲ၍ဝတ်ပြုကိုးဝယ်ရသောအခွင့်ရသည့်အတွက်ကြောင့်ကျေးဇူးတင်ပါတယ်အဖဖျားအထူးသဖြင့်ယခုအချိန်မှာကျွန်တော်တို့မလေးရှားနိုင်ငံမှာရှိတဲ့အသင်းတော်၄ပါးမှာရှိတဲ့ကိုရရှင်သားသမီးယုံကြည်သူမိသားစုဝင်များဤနေရာမှာအတူတကွဆုယုံပြီးတကာလ၄ချိန်မြောက်ပြန်လဲ၍နိုးကြားခြင်းအစီအစဉ်ကိုဤကဲ့သို့ကျင်းပသောအခွင့်ရသည့်အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ယနေ့ဒီအစည်းအဝေးရဲ့ဆောင်ပုဒ်ကတော့သခင်ယေရှုကြွလာတော်မူပါဆိုတဲ့ခေါင်းစဉ်အားဖြင့်ဒီကနေ့ကျွန်တော်တို့ကြားခဲ့ရပါပြီခရစ်တော်ယေရှုမကြာခင်ကြွလာတော်မှာပါဂတိပေးခဲ့ပြီးဖြစ်ပါတယ်ငါသည်အလင်းမြန်လာမယ်ဒါကြောင့်မို့ဒီကနေ့ဒီမှာရှိတဲ့ကျွန်တော်တို့မိသားစုဝင်များအားလုံးခရစ်တော်ကြွလာတဲ့အခါမှာကြိုးဆိုခြင်းကြပါတယ်ဒါကြောင့်မို့ကြိုးဆိုနိုင်ဖို့ခရစ်တော်ကြွလာတဲ့အခါမှာအစဉ်သင့်ဖြစ်ဖို့အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်အားလုံးမတ်တရပြီးတော့ကိုရရှင်ကိုဂတိသစ္စာပြုပါတယ်အဖဗျာကျွန်တော်အရောက်စီတိုင်းရဲ့အသက်တာကိုကိုရရှင်ပြဆက်လက်ပြီးတော့လမ်းပြပို့ဆောင်ပေးပါတန်ရှင်တော်ဝိညာဉ်တော်အပြင်ပို့ဆောင်ပေးပြီးသားမျိုးရဲ့ဝိညာဉ်ရေးမှာလည်းပဲပို့ပြီးတော့နိုးကြားပြီးကလာအဆုတ်တိုင်အောင်ကိုရရှင်ဘက်၌သစ္စာတည်ကြည်တော်သူများဖြစ်နိုင်ဖို့ရမစားတော်မူပါကိုရရှင်ဒုတိယချိန်ကြွလာ၍တန်ရှင်တော်သူများကိုတိတ်ဆိခေါ်ဆောင်သောအခါတွင်ယနေ့ဤနေရာ၌မတ်တရလည်းရှိကြသောကိုရရှင်သားသမီးတယောက်မှမကြမ်းတကဘာလုံးမှာရှိကြတဲ့ကိုရရှင်ကိုယုံကြည်လက်ခံတဲ့သူတိုင်းပျက်စီးခြင်းကိုမရောက်ပဲကိုရရှင်ပြင်ဆင်တဲ့ကောင်းကင်နိုင်ငံအသိစီးတဲ့တွင်ခံစားထားရသောခွင့်ကိုပေးသနာတော်မူပါမည်အကြောင်းမြတ်တော်မူသောသခင်ခရစ်တော်၏မာနာမကိုမြည်ပြု၍ရိုသေစွာဖြင့်ဆုတောင်းဆက်ကအနံ့ကြပါသည်ဖဗျာအာမင်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးချပေးပါစေတရားဟောသွားတယ်ဆရာကိုထူးပဲကျေးဇူးတင်ရှိပါတယ်အချိန်လဲကွက်တိလဲဖြစ်တယ်ကျွန်တော်နည်းနည်းကျင်ညာစရာတချို့ရှိတယ်ကျွန်တော်တို့အစီအစဉ်မနေ့အစီအစဉ်ကတော့10နိုင်ခွဲကနေ12နိုင်ခွဲဖြစ်ပါတယ်အဲ့ဒီအခုမနေ့အစီအစဉ်ပြီးသွားပြီဒါကြောင့်အစီအစဉ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ခုနကကျရင်ဒီအပိတ်ဆူတောင်းမှာဖြစ်တယ်
အဲ့ဒီအပိတ်စုတောင်းပြီးတဲ့ခါကျရင်ကျွန်တော်တို့ group ဓာတ်ပုံရိုက်ဖို့ဖြစ်တယ်နော်အဲ့ဒါကျွန်တော်တို့ဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့ဒီမှာပဲထိုင်ပြီးတော့ရိုက်ရင်ကောင်းမလားဒီမှာလာရင်ကောင်းမလားပေါ့နော်အဲ့ဒါနည်းနည်းလေးပြိတ္တတင်နေတယ်နော်တစ်ချက်ဟုတ်ပြီအဲ့ဒါ group ဓာတ်ပုံရိုက်ပြီးတဲ့ခါကျရင်ထမင်းစားမယ်နော်ကျွန်တော်နေ့နေ့စားဖို့ဖြစ်ပါတယ်ဆိုတော့ကိုအကြောင်းကြားချင်ပါတယ်နောက်ပြီးတော့ထမင်းစားပြီးတဲ့ခါကျရင်တနာရီ15ကနေညနေ3နာရီ15မှာဒုတိယအစီအစဉ်ပါစတာရှိုက်တာကဦးဆောင်သွားမှာဖြစ်တယ်ဒုတိယအစီအစဉ်ပြီးတော့တတိယအစီအစဉ်ကျတော့ဆီယမ2ယောက်ဖြစ်တယ်ဆီယမဆိုဟီလာနဲ့ဆီယမနော်လာမြစ်တို့ဦးဆောင်သွားမှာဖြစ်ပါတယ်အဲ့ဒီဒုတိယတတိယအစီအစဉ်ကျတော့3နာရီ15ကနေ9နာရီ45ဖြစ်ပါတယ်ဒါကြောင့်ကျေးဇူးပြုပြီးတော့မတူပမပြန်ဘဲနဲ့နော်ညနေ3နာရီတိတိနော် sorry ညနေ3ချိန်တိတိနော်နေထိုင်ပေးဖို့ကျွန်တော်လည်းမြေတားရက်ခါပါတယ်ကျွန်တော်တို့ဒီကိုရကြရင်ထမင်းစားမယ်ထမင်းစားတဲ့ခါကျရင်ကျေးဇူးပြုပြီးတော့အာရှများတာဝန်ယူပေးဖို့မြေတားရက်ခါပါတယ်သူတို့ကထမင်းနေမလာခဲ့ပြီထမင်းတော့တော်တော်လေးကောင်းတယ်ဟင်းလည်းကောင်းတယ်နော်ဒါကြောင့်အားရပါရစားဖို့ဖြစ်တယ်ဆိုတော့ကိုကျွန်တော်နေနဲ့ပြောပြချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ထမင်းမစားခင်တော့ဓာတ်ပုံတစ်ချက်ရိုက်မယ်ပေါ့နော် group ဓာတ်ပုံတစ်ချက်နော်ကျွန်တော်မှတ်တမ်းတင်ဖို့ဖြစ်တယ်ဆိုတော့ကိုပြောပြချင်ပါတယ်အခုချိန်မှာအားလုံးမတက်ရပြီးတော့အပိတ်ဆူတောင်းနေနဲ့ပါစတာဒန်နီယယ်မွန်ကိုဖိတ်ခေါ်ပြီးတော့အပိတ်ဆူတောင်းနေနဲ့တစ်ဆက်တည်းမှာပဲအစားတောက်ပါထည့်ပြီးတော့ဆူတောင်းပေးဖို့မေတ္တာရက်ခါပါတယ်အခုချိန်မှာအားလုံးမတက်ရအောင်ဆူတောင်းရအောင်တာရမီအရောက်တိုင်းကိုအဆုံးမအစမရှိချစ်တော်မူ၍ယနေ့ဥပုံနေ့တွင်လာတော့တာသမီအရောက်တိုင်းကိုရောဤကျေးဇူးတော်ကြောင့်ကိုရောဤသားဆရာရှိုက်တာဤတရားဒေသနာကိုနားထောင်ခြင်းအပြင်ကိုရောဤသားသမီးများအရောက်တိုင်းဒီကိုရောဤဒုတိယချိန်ကြွလာတော့အခါအစင်တင်ဖြစ်စီဖို့တရှင်တော်ဝိညာဉ်တော်ကိုကြီးခြင်းအပြင်တယောက်တိုင်းကိုရောကိုကြီးမဆပေးတရားတော်မူပါကျွန်တော်တို့၏အစီဝေးပရမပိုင်ကိုရော၏ပါရှိခြင်းအပြင်ပြီးဆုံးပြပါပြီယခုချိန်တွင်ကျွန်တော်တို့ကိုရောကျေးဇူးတော်ဖြစ်တော်အစားအစာကိုစားသုံးမယ်ဖြစ်ပါ၏ကိုကျွန်တော်နဲ့အတူပါရှိ၍ဒီအစားအစာများဒီကျွန်တော်ရဲ့ဝိညာဉ်ခွန်အားခန္ဓာကိုယ်အားအတွက်အားရှိစေတော့အစားအစာဖြစ်စေမှာပဲအကြောင်းနဲ့ယနေ့တချိန်လုံးကိုရောနဲ့အတူပါရှိတော်မူပါပဲအကြောင်းတပါးတော်ယေရှုခရစ်နာမတော်၌ဆုတောင်းဆက်ကပ်ပါအဖဖရာသခင်အာမင်ဟုတ်ပြီကျေးဇူးတင်တယ်ကျွန်တော်တို့အခု group ဓာတ်ပုံရိုက်မယ်နော်အဲ့ဒါဘယ်လို idea လုပ်မလဲအဲ့လိုပဲထိုင်ပြီးတော့ရိုက်မလားဒါမှမဟုတ်လဲဒီမှာလာရင်တော့နည်းနည်းကိုရုပ်ကာယဖြစ်မလားတစ်ချက်နော်ကျွန်တော်တို့အဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲဒါမှမဟုတ်ကျွန်တော်တယောက်တည်းရိုက်လိုက်မလား